ကဲအားလုံးမှတ်တရရလာမယ်နော်သင်္นานခုမှစအောင်အဲ့တော့ဦးဇင်းတို့ဒီနေ့2026မလ15ရက်เนาะအဲ့တော့သင်္นานစမယ်အဲ့တော့သင်္นานမစခင်ပေါ့ဦးဇင်းတို့မြတ်စွာဘုရားကိုနမောတတ3ချိန်ရွတ်ဆိုပြီးတော့ဦးဇင်းတို့ရှိခိုးကြမယ်เนาะနမောတတဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တအားလုံးမင်္ဂလာပါမင်္ဂလာပါဟုတ်ပြီကဲထိုင်လို့ရတယ်ကဲအဘိဓမ္မာဘာကြောင့်တင်တယ်လဲတခါကြီးတော့ပြောသွားပြီဦးစင်းအောင်ပြောစရာတိတ်မကြံတော့အဲ့တော့နည်းနည်းလေးဖြည့်စရာလေးတစ်ခုပေါ့နော်ဖြည့်စရာလေးတစ်ခုပေါ့လေဦးဇင်းတို့ဒီသင်္นานတွေကို2010ကတည်းကစဖွင့်ခဲ့တာနော်ဦးဇင်းတို့ဆရာသမားရဲ့ဆရာတော်ဦးစိတ်တရကြားဘူးကြလားကြားဘူးပါတယ်ခင်ဗျာဆရာတော်ဇင်းဝေးတော်နော်သူဆရာတော်ရဲ့ခြေစွကြောင့်ဒီမှာသင်္นานတွေဖွင့်ခွင့်ရတယ်ပေါ့နော်အဲ့တော့ဦးဇင်းတို့ခုလိုခမ်းမကြီးတွေမှာအေးချမ်းချမ်းနဲ့သင်ကြားခွင့်ရတယ်နော်ဆိုတော့တော်လေးကျေးဇူးများတယ်ပေါ့နော်များလေးကျေးဇူးများတယ်နော်အဲ့တော့ဟုတ်ပြီအဲ့တော့ဦးဇင်းတို့အဘိဓမ္မာအကြောင်းမပြောခင်ပေါ့ပထမဆုံးစောက်ထဲမှာတော့ပါပါတယ်စောက်လေးတွေကုန်ရည်နော်ရပါပြီခင်ဗျာစောက်ထဲမှာတော့တော်များပါပါတယ်နည်းနည်းလေးတော့ချက်ပြောတာပေါ့နော်အဲ့တော့နိဒန်းပေါ့နော်အဘိဓမ္မာမပြောခင်အဲ့တော့နည်းနည်းလေးအဘိဓမ္မာအကြောင်းပေါ့နော်ပထမဆုံးပိဋကတ်3ပုံအကြောင်းပေါ့နော်ပိဋကတ်3ပုံပိဋကတ်3ပုံဆိုမြတ်စွာဘုရားပြိဋိဘံစံပြီးတော့အဲ့တော့မြတ်စွာဘုရားဟောကြားခဲ့တဲ့တရားတော်တွေကိုပြန်လဲစုစည်းတာပေါ့နော်အဲ့တော့သင်္ဃာယနာလို့ခေါ်တယ်နော်သင်္ဃာယနာလို့ခေါ်တယ်အဲ့တော့မြတ်စွာဘုရားပြိဋိဘံစံပြီးတော့3လအကြာမှာသင်္ဃာယနာတင်ခဲ့သင်္ဃာယနာတင်နေဆိုတာကမြတ်စွာဘုရားဟောတဲ့တရားတော်တွေကိုနော်ပြန်ပြီးတော့အတည်ပြုတာပေါ့မြတ်စွာဘုရားကဓမ္မစကြာဒေသနာတော်ကိုဗာရာဏသီမိဂရာအောင်မှာဟောခဲ့တယ်နော်ဘယ်သူတွေကိုဟောခဲ့တာလဲစသဖြင့်ပေါ့နော်အဲ့တော့ဘယ်သူတွေကိုဟောခဲ့တာလဲအဲ့တော့ဒီဓမ္မစကြာဒေသနာတော်မှာဘာတွေပါလဲဒီတရားဝနာပြီးတော့ဘယ်သူတွေကတရားရသွားလဲဒီလိုစသဖြင့်အဲ့ဒါကိုဘယ်လိုပြောမလဲစုစည်းတာနော်ပြီးတော့အနတ္တလက္ခဏာတုတ်ဘယ်မှာဟောတာလဲဘယ်သူတွေကိုဟောတာလဲနော်စသဖြင့်ပေါ့နော်အဲ့လိုမြတ်စွာဘုရားဟောတဲ့တရားတော်တွေကိုပြန်လဲစုစည်းပြီးတော့မှဆွေးနွေးတယ်ညှိနှိုင်းတယ်နောက်ဆုံးအတည်ပြုတယ်အတည်ပြုပြီးတော့မှစုပေါင်းရွတ်ဆိုနော်သင်္ဃာယနာဆိုတာစုပေါင်းရွတ်ဆိုတာနော်စုပေါင်းရွတ်ဆိုတာအဲ့တော့စုပေါင်းရွတ်ဆိုခြင်းဒီပြင်ဒါနောက်ဆုံးဖိုက်နေအတည်ပြုတာပဲနော်အဲ့ဒီနည်းနဲ့ဦးဇင်းတို့ပထမသင်္ဃာယနာတင်ခဲ့တယ်အဲ့တော့မြတ်စွာဘုရားဟောတဲ့တရားတော်တွေကိုနော်အဓိကကတော့နှစ်ပုံလိုက်တာပေါ့လေနော်ဓမ္မရဲ့ဝိနည်းရဲ့နော်ဓမ္မဆိုရင်မြတ်စွာဘုရားဟောတဲ့တရားတော်တွေနော်ဝိနည်းဆိုတာကယန်းနေယမ်းမတွေအတွက်နော်လိုက်နာစရာစီကံတွေပေါ့နော်ဒါတွေကိုစုစည်းတာပေါ့နှစ်ခုပေါ့ဓမ္မရဲ့ဝိနည်းရဲ့အဲ့တော့နောက်ပိုင်းကျတော့ဦးဇင်းတို့ပိဋကတ်3ပုံဆိုဖြစ်လာတယ်နော်ပိဋကတ်3ပုံဖြစ်လာတယ်အဲ့တော့အဲ့ပိဋကတ်3ပုံဆိုတာဦးဇင်းတို့ academic မှာကျတော့တတိယသင်္ကနာတင်တဲ့အချိန်ကျမှပိဋကတ်3ပုံဖြစ်လာတယ်ပေါ့ဒီလိုဦးဇင်းတို့ယူဆကြတယ်ပေါ့လေနော်အဲ့တော့အဲ့ဒီမတိုင်ခင်ကတော့ဓမ္မဝိနည်းလို့အဓိကပြောပါတယ်နော်မြတ်စွာဘုရား
ဣမသမိဓမ္မဝိနီဣတာနာရော၌ပေါ့နော်အဲဒီလိုပြောင်းသုံးလေးရှိပါတယ်ဓမ္မနဲ့ဝိနီပေါ့နော်နောက်တစ်ခါတခါလေးကျတော့ဗြဟ္မစရိယဗြဟ္မဆိုတာမြင့်မြတ်တာစရိယဆိုတာကျင့်စဉ်ပေါ့မြင့်မြတ်တဲ့ကျင့်စဉ်တတ္တမဆိုတာသူတော်ကောင်းတရားပေါ့သာသနာဆိုတာအလုံးသိပါတယ်သာသနာဆိုတာသာသနာပေါ့အဲ့တော့အဓိကသာသနာရဲ့အတိတ်ပဲကအဆုံးအမနော်အဆုံးအမရှေ့ကဗုဒ္ဓလေးထည့်လိုက်ဗုဒ္ဓသာသနာနော်မြတ်စွာဘုရားရဲ့အဆုံးအမဘယ်လိုဆိုတော့ဗုဒ္ဓသာသနာဆိုတာဘာလဲဆိုမြတ်စွာဘုရားရဲ့အဆုံးအမပဲနော်မြတ်စွာဘုရားရဲ့အဆုံးအမအဲ့လိုတွေပြောခဲ့တာရှိပါတယ်နော်ပြောခဲ့တာရှိပါတယ်အဲ့တော့နောက်ပိုင်းမှာကြတော့တိပိဋကဆိုပြီးစောစောဦးစင်းပြောတဲ့တတိယသင်္ဃာယနာမြတ်စွာဘုရားပြိဋိဘံစံပြီးနှစ်ပေါင်း300ခန့်ပေါ့နော်နှစ်ပေါင်း300ခန့်မှာတိပိဋကဆိုပြီးတော့ဖြစ်လာတယ်ပိဋကသုံးပုံဖြစ်လာတယ်ပေါ့နော်အဲ့တော့နောက်ပိုင်းကျတော့ဦးဇင်းတို့ပင်စနိကာယနိကေ9သွဲနိကေ9ခုရှိမယ်ပြီးရင်နည်းနည်းလေးပြန်ပြောပြမယ်နော်စာအုပ်ထဲမှာလည်းပါပါတယ်နောက်တစ်ခါဗုဒ္ဓဝဆနမြတ်စွာဘုရားရဲ့စကားတော်တွေဝဆနဆိုစကားတော်တွေနော်ဒါကဦးဇင်းတို့ထက္ကထာမှာပြောတာပေါ့လေအဲ့လိုသုံးဆွဲခဲ့တာပေါ့နော်ဒီထဲမှာဦးဇင်းတို့နာမည်ကြီးဆုံးတော့ဘာဖြစ်မလဲတိပိဋကမို့လားပိဋက3ပုံဆိုပြီးတော့နာမည်ကြီးတာပေါ့နော်ပင်စနိကေ9ပါးဆိုတော့နည်းနည်းလေးသိမသိကြအောင်ကြားတော့ကြားဘူးကြမယ်နော်ကြားတော့ကြားဘူးကြမယ်အဲ့တော့ဦးဇင်းတို့ဒီမှာပိဋက3ပုံကြောင့်နည်းလေးပြောအောင်နော်ပိဋက3ပုံအဲ့တော့ဘာလဲဆိုတော့နံပါတ်1ဝိနည်းပိဋကသုတ်တံပိဋကအဘိဓမ္မာပိဋကအဲ့လို3ပုံပေါ့နော်အဲ့တော့ဘုရားဟောတရားတော်တွေကို3ပုံပုံလိုက်တယ်3ပုံပြီးတော့အဲ့ပိဋကဆိုတဲ့စကားလုံးကချင်းနှောင်းလို့တဲ့ပဲရအင်္ဂလိပ်လိုဆိုတော့ basket ပေါ့အဲ့တော့ချင်းနှောင်း3ခုရှိနော်အဲ့တော့သုတ်တံနဲ့ပတ်သက်တဲ့ဝိနည်းနဲ့ပတ်သက်တဲ့စီမင်းစီကံတွေကိုအဲ့ဒီဝိနည်းချင်းနှောင်းနဲ့ထည့်လိုက်တယ်အဲ့ဒါဝိနည်းပိဋကဖြစ်သွားတယ်နော်နောက်သုတ်တံတွေကိုဒုတိယချင်းနှောင်းနဲ့ထည့်လိုက်တယ်သုတ်တံပိဋကဖြစ်သွားတယ်နော်နောက်ဗိဓမာနဲ့ဆိုင်တဲ့ဒေသနာတော်တွေကိုနောက်ဆုံးချင်းနှောင်းကြီးနဲ့ထည့်လိုက်တယ်အဲ့ဒါကိုဗိဓမာပိဋကဖြစ်သွားတယ်နော်ဒါပိဋကကချင်းနှောင်းဆိုတဲ့အဓိပ္ပာယ်ဒါတင်စားပြောတာပေါ့နော်အဲ့တော့ဦးဇင်းတို့ဘုရားဟောဒေသနာတော်တွေကို3ပုံပုံလိုက်တယ်ဒီလိုနားလည်ရမှာပေါ့နော်ဒီလိုနားလည်ရမှာပေါ့ဝိနည်းပိဋကသုတ်တံပိဋကအဘိဓမ္မာပိဋကနော်အဲ့တော့ဝိနည်းပိဋကဆိုတာကယဟန်ယမတွေလိုက်နာကျင့်သုံးဖို့အတွက်ချမှတ်ထားတဲ့စီမင်းစည်းကမ်းတွေပေါ့နော်စီမင်းစည်းကမ်းတွေပါမယ်နောက်ယဟန်ခန္ဓာဘယ်လိုခံရမလဲနောက်တိမ်ခင်းတာဘယ်လိုခင်းရမလဲနောက်အမှုခင်းကြီးငယ်ဖြစ်လာရင်ဘယ်လိုဆုံးဖြတ်ကြမလဲစသဖြင့်ပေါ့နော်အဲ့တော့ဝိနည်းနဲ့ဆိုင်တဲ့လှုပ်ထုံးလုံနည်းတွေဝိနည်းဓမ္မကံတွေဒါတွေကိုစူးစီးထားတဲ့ပိဋကကိုဝိနည်းပိဋကလို့ခေါ်ပါတယ်နော်ဝိနည်းပိဋကလို့ခေါ်ပါတယ်အဲ့တော့ရန်နေမှာဆိုရင်သိက္ခာပုဒ်ဘယ်နှပုဒ်ရှိတော့229သွဲမစိုးအောင်ထောက်တော့ပါလားခင်ဗျာဟမ်229သွဲအဲ့တော့ဘိက္ခုနီမတွေအတွက်ဆိုရင်သိက္ခာပုဒ်ဘယ်လောက်တော့84ပေါင်းလိုက်အာ311နော်311ဒါတော့ဦးဇင်းတို့ထေရဝါဒဘိက္ခုနီတွေအတွက်ပေါ့နော်မာယာနာနည်းနည်းလေးများတယ်နော်မာယာနာနည်းနည်းလေးများတယ်ထားတော့နော်အဲ့တော့ဘိက္ခုနီမတွေအတွက်ပေါ့နော်နောက်တစ်ခုကဦးဇင်းတို့ဝိသုဒ္ဓိမတ်မှာကြတော့သိက္ခာပုဒ်တွေနော်ယဟန်နေအတွက်ပြညတ်ထားတဲ့သိက္ခာပုဒ်တွေအသေးစိတ်တွက်လိုက်တဲ့အခါမှာ90 degree နော် sorry 90 degree မကောက်91 billion ပေါ့ခင်ဗျားတို့သိတယ်ဆိုတော့ billion နဲ့ပြောရမှာပဲเนาะသိက္ခာပုဒ်ပေါင်းကို91 billion ကျော်တဲ့အများကြီးပဲအဲ့တော့ယဟန်မှန်လို့ရှင်သိက္ခာပုဒ်မကျွလွန်နေယဟန်မရှိဘူးအဲ့တော့ယဟန်မှန်သိက္ခာပုဒ်ကျွလွန်ညာတယ်ပေါင်းတော့ယဟန်များတာပေါ့เนาะတခုမဟုတ်တခုကျွလွန်မိတယ်လို့ဖြစ်နေတာပေါ့เนาะ
တချို့ကနောက်တယ်တချို့ကနောက်တယ်ပေါ့အဲ့တော့လှဲကြီးနဲ့မြက်ခင်းကိုဖြတ်တယ်လို့ပဲတဲ့သိက္ခာပုဒ်တွေတွန်းတိုင်ပြီးတော့ပေါ့နော်အဲ့တော့တက်နိုင်ဆုံးသိက္ခာပုဒ်မကျူးလွန်အောင်ကြိုးစားရတာပေါ့နော်အဲ့တော့ဝီနီးဆိုတာအမှန်တကယ်တော့သီလကိုပြောတာနော်သီလကိုပြောတာအဲ့တော့ယဟန်တွေအတွက်ဝီနီးရှိသလိုလူတွေတွေလည်းဝီနီးရှိတယ်နော်အဲ့တော့ဝီနီးဆိုတော့ကိဟိဝိနည်းလို့ခေါ်တယ်နော်ဒီတော့သင်္ကလောဝါဒတုတ်တံမှာအဲ့တော့သာသမီကျင့်ကို၅ပါးမိဘကျင့်ကို၅ပါးဆရာကျင့်ကို၅စသဖြင့်ပေါ့နော်ဒါလည်းဥစဉ်တို့ဒါဝီနီးတွေပဲနော်ဝီနီးအဲ့တော့ကိဟိဝိနည်းလို့ခေါ်တယ်ကိဟိဆိုတာလူဝိနည်းဆိုတာဝီနီးလူဝီနီးပေါ့နော်လူဝီနီးနောက်တစ်ခုက၅ပါးသီလတယ်ခင်ဗျားတို့တော့ဝီနီးပဲနော်ဒါလေးခင်ဗျားတို့ဝီနီးနဲ့သီလနဲ့တူတယ်လို့ဒီလိုပြောလို့ရမယ်နော်ထားတော့နောက်တစ်ခုကတုတ်တံတုတ်တံပိဋကတ်အဲ့တော့တုတ်တဆိုတဲ့စကားလုံးကကျိုးနော်ကျိုးဆိုတဲ့အိဗယ်ရတယ်နော်မြတ်တို့ပန်းလေးတွေစပယ်ပန်းလေးတွေခေပန်းလေးတွေကောက်ခဲ့မယ်အဲ့တော့ကောက်ပြီးတော့မှကျိုးလေးနဲ့တီလိုက်တယ်ပေါ့နော်ပြီးရင်လက်ပင်မှာအဲ့တော့ဟိုလိုက်တော့ပန်လိုက်ပန်တာဟုတ်ပေါင်းဆွဲလိုက်တယ်ပေါ့နော်ဆွဲလိုက်တယ်ပေါ့အဲ့တော့ပန်းနေရတစ်ပင်အောက်မှာပြန့်ကျဲနေအဲ့ပန်းလေးတွေကိုအသာလေးကောက်အောင်ပြီးတော့မှကျိုးလေးနဲ့တီလိုက်တယ်စနစ်တကျဖြစ်မသွားဘူးလားဖြစ်သွားပါတယ်ခင်ဗျာအဲ့တော့ကျိုးဒီပန်းလေးတွေကပြန့်ကျဲမသွားတော့နော်ပြန့်ကျဲမသွားတော့တစုတည်းတည်းဖြစ်နေအဲ့လိုပဲတဲ့မြတ်စွာဘုရားကနေရာပေါင်းစုံမှာလူပုဂ္ဂိုလ်အမျိုးမျိုးကိုဟောကြားခဲ့တဲ့ဒေသနာတော်တွေအများကြီးရှိတယ်နော်အဲ့ဒီဒေသနာတော်တွေကိုအဲ့ဒီဒေသနာတွေပန်းလေးနဲ့တူတယ်ပန်းနေနဲ့တူတယ်နော်ပြန့်ကျဲတာအဲ့ဒါကိုအရှင်အနန္ဒာတို့ရှင်ဥပါလိတို့နော်အရှင်မာကတ္တပတို့သူတို့နေမှာတေချာပြန်ကောက်ပြီးတော့မှနော်နောက်ဆိုတော့သင်္ကန်းနာတင်တဲ့မထေ900ပေါ့နော်အဲ့တော့ပြန်စစ်ဒါကိုပြန်တီးကုန်းလိုက်တာပေါ့နော်ပြန်တီးလိုက်တာပေါ့ကျိုးနဲ့တီးတယ်လို့ပဲနော်အဲ့တော့ဝီနီးဆိုလို့ရှိရင်ဝီနီးပိဋကတ်တဲ့ထဲမယ်တုတ်တန်ဆိုရင်တုတ်တန်ပိဋကတ်ပြီးမှပိဋကတ်ပေါ့နော်အဲ့လိုပြန်စီထားတာကိုတုတ်တန်လို့ခေါ်တယ်အဓိကတော့မြတ်စွာဘုရားဟောတဲ့တရားတော်တွေကိုစနစ်တကျပြန်လဲစုစည်းထားတာပေါ့နော်အဲ့ဒါကိုတုတ်တန်လို့ခေါ်ပါတယ်အဲ့တုတ်တန်ဒေသနာတော်တွေကိုစုစည်းထားတဲ့ပိဋကတ်ကိုတုတ်တန်ပိဋကတ်လို့ခေါ်မယ်နော်တုတ်တန်ပိဋကတ်လို့ခေါ်မယ်အဲ့တော့ဒီသုတ္တပိဋကတ်ဆိုတာတဲ့တရားနာတဲ့လူနဲ့ပြမတတ္တဝါဒီရဲ့ဇေယိုက်ဒီမျိုးရှိမယ်ဒီလိုမဟုတ်လားနော်ပါရမီအနုရင်လည်းအဖုံဖုံရှိမယ်ပေါ့လေအဲ့လိုဇေယိုက်ပါရမီအနုရင်ကိုကြည့်ပြီးတော့မြတ်စွာဘုရားကတတ္တဝါအားလျော်စွာဟောကြားခဲ့တယ်ပညာကြီးတဲ့ပုဂ္ဂိုလ်ဆိုရင်တော့သစ္စာ၄ပါးတို့နော်မဂ္ဂင်၈ပါးပရိယသမုပ္ပတ်နော်နောက်တစ်ခုကတချို့ကပညာအဲ့လောက်ကြီးထိမကြည့်ဘူးသူတို့တွေကုသိုလ်ဖြစ်အောင်ဒါနာကြောင်းလေးပြောမယ်သီလကြောင်းလေးပြောမယ်နောက်တစ်ခုကဘာဝနာပွားတဲ့ဟာလေးတွေပြောမယ်ပေါ့နော်ဒါမျိုးလေးတွေပေါ့တချို့ကြတော့လေတရားတရားကောင်းတယ်တရားတရားကောင်းတဲ့ပုဂ္ဂိုလ်တွေသူဇေယိုက်တွေကမတူကြဘူးနော်စသဖြင့်ပေါ့နော်တချို့ကပါရမီကြီးတယ်ပါရမီကြီးတဲ့အခါမှာနည်းနည်းလေးဟောလိုက်တာနဲ့တော့တရားရသွားတယ်တချို့ကြတော့လေဘလောက်ဟောဘာမှမထူဘူးပေါ့နော်အဲ့တော့ပါရမီအနုယင်ကအဲ့လိုတွေရှိတာပေါ့နော်ပါရမီနုယင်ပေါ့နော်အဲ့တော့ဇိုက်တေပါရမီတွေအခြေခံပြီးတော့မှပုံကိုယ်ကြီးကြည့်ပြီးတော့မှဟောခဲ့တဲ့ဒေသနာတော်တွေကိုတုတ်တန်လို့ခေါ်ပါတယ်နော်တုတ်တန်လို့ခေါ်ပါတယ်နောက်တစ်ခုကအပိဓမ္မာပေါ့နော်ဆိုတော့အပိဓမ္မာဆိုတာကလူနဲ့ပြမတ္တဝါတွေရဲ့ဇိုက်တွေပါရမီအနုယင်တွေကိုမကြည့်တော့နော်မကြည့်တော့အဲ့တော့စိတ်စစ်တဲ့ယုံနိဗ္ဗာန်ဆိုတဲ့ပရမတ္ထတရားတွေနော်ပရမတ္ထတရားတွေကိုပဲအဓိကပြဆိုတာနော်ဒါကိုပိဋကပိဋကတ်လို့ခေါ်ပါတယ်ပိဋကပိဋကတ်လို့ခေါ်ပါတယ်အဲ့တော့ဦးဇင်းရဲ့နမူနာလေးဟိုခင်ဗျားတို့မြင်သာအောင်ပေါ့နော်ဥမာလေးနဲ့ပြောလေးရှိတယ်ပေါ့တုတ်တန်ဘာနဲ့တူလဲဆိုတော့ကဲလုံးလုံးကောက်ပြီးတော့တယောက်ယောက်ကိုချိန်ထုလိုက်တာပေါ့နော်အဲ့ပုဂ္ဂိုလ်ပဲထိ
ထိတာပဲသူတန်းထိတာပေါ့အဘိဓမ္မာကြတော့အဲ့လိုမဟုတ်ဘူးသူကမကောင်းသူထိတ်ကောင်းသူထိတ်ဆိုတော့သူကပြစ်ထည့်တာပဲသူမှန်တော့မှန်သွားတာနော်မှန်တော့မှန်သွားတယ်ဒါပေမဲ့ရွယ်တဲ့ပုဂ္ဂိုလ်မရှိဘူးပေါ့နော်အဲ့တော့တုတ်တန်ကြတော့တုတ်တန်တွေကိုကြည့်လိုက်မယ်ဆိုရင်နော်ချိုးတုတ်တန်တွေကတိုးတယ်ချိုးတုတ်တန်တွေရှည်တယ်တချို့ကနက်နဲတယ်တချို့ကလွယ်ကူတယ်နော်အများကြီးရှိတယ်မျိုးရှိတာမန်ကြည့်ရင်တုတ်တန်တစ်ခုနဲ့တစ်ခုကမတူသလိုထင်ရတယ်ဟာမြတ်စွာဘုရားဒီနေရာမှာတစ်မျိုးပြောတယ်ဟာဟိုနေကြတစ်မျိုးပြောပြန်တယ်မသိရင်လေမဟုတ်အဲ့တော့တင်းတော်သလိုနော်ပြီးရင်လာပါလေဦးမယ်နော်အဲ့တော့ဒီပုဂ္ဂိုလ်ကနည်းနည်းတဲ့တရားတွေပြောလို့မရလွယ်ကူတဲ့တရားလေးနဲ့ပဲမြတ်စွာဘုရားဟောခဲ့တာပေါ့တချို့ကျတော့လည်းမဟုတ်ဘူးသူလေးနဲ့မှနော်မရှင်သာရိပုတ္တရာတို့နော်လေးနဲ့ပြောမှသူတို့ကနော်အဲ့တော့အဲ့လိုဇေယိုက်တွေပါရမီတွေစိတ်နေစိတ်ထားတွေအကုန်လုံးကြည့်ပြီးတော့မှနော်အဲ့တော့ဒီတယောက်ကိုဒီလိုပြောရင်တရားရနိုင်တယ်ချမ်းတဲ့တယောက်ကလည်းပြောလို့မရအောင်နော်ပုံစံတစ်မျိုးနဲ့ပြောရတာနော်အဲ့ကြောင့်မို့ဦးဇင်းတို့သုတ်တံပိဋကမှာဆိုရင်မြတ်စွာဘုရားပေးခဲ့တဲ့ဥမာတွေအများကြီးပဲနော်အများကြီးပဲစိုင်းဆရာကြီးတယောက်ဆရာကြီးဦးလေးမြိုင်ထင်တာပဲနော်ဗုဒ္ဓဤဥပမာ1000တဲ့ကြားဘူးလားမှတ်ထားရတယ်နော်မှတ်ထားရတယ်ခင်ဗျာစိတ်ဝင်စားတယ်မမှတ်ပါနဲ့နော်စိတ်ဝင်စားတော့မှတ်ပါနဲ့အဲဦးဇင်းတို့ရန်ကုန်လှည့်တဲ့မှာအင်္ဂလိပ်စာသင်တဲ့အခါကျတော့ဆရာကြီးဦးမြတ်ကျန်စောင်းလေးတွေအမြဲတမ်းညွှန်းတယ်နော်အဲဦးဇင်းတို့တော့တောက်ချောက်မှတ်ထားပါနော်မှတ်ထားဒါတွေတစ်ချိန်ကြာရင်ကိုစိတ်ဝင်စားတဲ့ချိန်ကြာရင်ဒါဝယ်ပြီးတော့မှဦးဇင်းတို့ပြန်ပြီးတော့လေ့လာလို့ရတာပေါ့နော်အဲ့တော့ပြောချင်တာကတော့ဟိုတုတ်တံပိဋကမှာမြတ်စွာဘုရားဥပမာတွေအများကြီးနဲ့ဟောထားခဲ့တာเนาะအရန်အောင်စရာကောင်းတယ်เนาะအရန်အောင်စရာကောင်းတယ်အဲ့တော့ဗုဒ္ဓဥပမာ1000နဲ့เนาะအဲ့တော့ဥပမာတွေအများကြီးပဲအဲ့လိုဥပမာတွေပြပြီးတော့မြတ်စွာဘုရားဟောခဲ့တာเนาะဟောခဲ့တဲ့အခါကျတော့ဒီတုတ်တန်နဲ့ဒီတုတ်တန်ကပုံစံကွဲနေတယ်ပေါ့เนาะဟောတာတော့အတူတူပဲဒါပေမဲ့ပုံစံကွဲနေအမှားတာမဟုတ်ဘူးเนาะဒီတုတ်တန်ကဒီပုဂ္ဂိုလ်အတွက်ကဒါအမှန်ပဲเนาะဒီပုဂ္ဂိုလ်ဒီသုတ်တန်ကဒီဘက်ကပုဂ္ဂိုလ်အတွက်ကအမှန်ပဲအဲဒီသုတ်တန်တစ်ခုကိုနှိုင်းရှင်ပြီးတော့ဒါကြီးကတော့မှားနေတယ်လို့မရအောင်เนาะပြောလို့မရအောင်နောက်တစ်ခုကသုတ်တန်နေကြည့်လိုက်တဲ့အခါကျတော့အအောင်စရာကောင်းတယ်เนาะမြတ်စွာဘုရားဟောတဲ့သုတ်တန်နေစောက်ထူကြီးတွေစောက်ပေါင်း40ရှိတယ်ပေါ့เนาะအဲ့40တဲ့ဟိုသုတ်တန်နေကြည့်လိုက်တဲ့အခါကြာလို့ရှင်တခုနဲ့တခုကုန်ချိတ်တယ်เนาะတခုနဲ့တခုကုန်ချိတ်အဲဒီထဲမှာတချို့စာတင်နေတာ9နှစ်10နှစ်เนาะ9နှစ်10နှစ်ရှိနေချို့ပုံကိုယ်တွေပါတယ်เนาะဒီနေ့အစနေမူလာတော့မသိဘူးလာနားထောင်ကြရတယ်เนาะအဲသူတို့ဆိုလို့ရှိရင်လည်းပဲဒါနားလည်သွားပြီเนาะအကုန်လုံးချိတ်နေတာเนาะအဲတော့ဦးဇင်းကအဘိဓမ္မာတင်တယ်လို့ပြောပြမယ်လို့အဘိဓမ္မာတွေကိုတုတ်တန်နေထည့်ထည့်ပြီးတော့တင်တာเนาะအဲတော့ခင်ဗျားတို့အဘိဓမ္မာလာတင်တယ်လို့ပြောပြမယ်လို့ဒါတုတ်တန်မှာတင်တယ်ဒီလိုနားလည်ရမှာเนาะအဲ့တော့ဦးဇင်းတို့လက်ဒီဆရာတော်ဘုရားကြီးကပိဋကတ်နှစ်ပုံအကျဉ်းချုပ်နှုတ်ငုံသူတို့မှာပိဋကတ်နှစ်ပုံအကျဉ်းချုပ်နှုတ်ငုံသူတို့မှာခုဦးဇင်းတို့သင်မဲ့အဘိဓမ္မာသင်္ကဟပေါ့နော်သင်ညိုကျမ်းပေါ့ဒီသင်ညိုကျမ်းလေးကတေးသေးလေးပဲဒါဆိုရင်ဒါပရမဇဉ်ပေါ့နော်ပါလေးပဲပါလေးပဲဒါပဲနော်နောက်ထပ်နှစ်အုပ်ဒီလိုဟာလေးနောက်အုပ်ပေါင်းလိုက်မယ်ဆိုရင်ဒါတအုပ်ဖြစ်သွားပြီတင့်ညူချမ်းဖြစ်သွားပြီเนาะဒါလေးကိုဦးဇင်းတို့ကချက်ပြောတာเนาะချက်ပြောတာအဲဒီအဘိဓမ္မာသင်္ကာဟမှာเนาะအဘိဓမ္မာလို့ပြောရမယ်လို့တုတ်တန်နေလဲပါတယ်เนาะဒီအဘိဓမ္မာကိုသင်ခြင်းအပြင်အဘိဓမ္မာကျွမ်းသွားမယ်တုတ်တန်နေလဲကျွမ်းသွားမယ်ဒီလိုနားလဲရမယ်เนาะနောက်ပိုင်းကျရင်တော့နားလဲလာပါလိမ့်မယ်အဲ့တော့အဘိဓမ္မာပိဋကတ်မှာဦးဇင်းတို့ကဒီမှာစိတ်ရယ်စေတသိက်ရယ်ရုပ်ရယ်နိဗ္ဗာန်ရယ်ဒီအရှိတရားတွေကိုအကျယ်ဝေဖန်ဟောကြားခဲ့တဲ့ဒေသနာဖြစ်တယ်ပေါ့နော်နားလည်ရမယ်အဲ့တော့ဝိနည်းသုတ်တံအဘိဓမ္မာဒါတော့ဦးဇင်းတို့ချင်းချုပ်ပေါ့နော်ပိဋကတ်သုံးပုံမှာဆိုရင်ဝိနည်းမှာ9ချမ်းရှိပါတယ်နော်ဝိနည်းမှာ9ချမ်းရှိတယ်စာအုပ်ရည်တွက်က9ခုစာမျက်နှာက2260ဒါတော့ဘုဒ္ဓရအနေနဲ့ပြောပြတာပါနော်ဘုဒ္ဓရအနေနဲ့ပြောပြတာနောက်တစ်ခုက
တုတ်တန်ပြီးတဲ့ကကြတော့ကျမ်းတွေရများသွားပြီကျမ်းပေါင်း40စာအုပ်ရည်အတွက်က23အုပ်စာမျက်နှာက9000ကျော်နော်9500မျက်နှာနောက်ပြီးတော့မှကျတော့9ကျမ်းအလုံးသိပြီလားပြီးတော့မှ9ကျမ်းနော်စာအုပ်ရည်အတွက်က12အုပ်စာမျက်နှာက4941အလုံးပေါင်းလိုက်တဲ့အခါကျတော့ကျမ်းက52ကျမ်းအုပ်ရည်က40စာမျက်နှာက16909နော်စာမျက်နှာတွေဒါတွေနော်အဲ့တော့ဦးဇင်းတို့ဒီထက်မှလည်းပိဋကတ်3ပုံလှူတဲ့လူတွေပါလိမ့်မယ်နော်ကိုမိဘတွေကလည်းလှူတာတွေရှိနိုင်တာပေါ့လေပိဋကတ်3ပုံလှူတယ်ဆိုတာဒီအုပ်40ပေါ့အုပ်40ကိုလှူတာနော်ဒါလေးနားလဲရဒါပိဋကတ်3ပုံအဲ့တော့ဒီပိဋကတ်3ကိုဘုရားမြတ်စွာဘုရားဟောတဲ့တရားတော်တွေကိုပဲနိကေနဲ့ပြန်ခွဲလိုက်တယ်ဒါဦးဇင်းတို့ခွဲပုံခွဲနည်းတစ်ခုနော်စောစောပိဋကတ်3ကိုပြီးသွားပြီ3မျိုးခွဲလိုက်တယ်ပေါ့နော်နောက်တစ်မျိုးကနိကေ9ရက်ဒီနိကေ9ရက်ကပရမသင်္ဃာယနာတင်ကြတဲ့ကဒီတိုင်းခွဲထားတာနော်ဒီတိုင်းခွဲထားတာပရမသင်္ဃာယနာတင်ကြတဲ့ကနံပါတ်1ကဒီကနိကေနော်ဒီကဆိုတာရှည်လျားတာပေါ့နော်ရှည်လျားတဲ့တုတ်တန်တွေကိုစုစည်းပြီးတော့မှအဲ့တော့စုဆောင်းထားတဲ့အဲ့တော့တုတ်တန်တွေကိုဒီကနိကေလို့ခေါ်ပါတယ်နော်အဲ့တော့ကျမ်းရည်အတွက်က3ကျမ်းရှိမယ်စာအုပ်ကလည်း3ခုပဲနော်အဲ့တော့ကျွန်တော်တိလက်ခံရှိမယ်တိလာအကြောင်းနေပေါ့နောက်တော့ကမဟာဝက်ကအဲ့တော့ရှေးလျားတဲ့တုတ်တန်ကြီးတွေကိုစူးစီးထားတဲ့စာအုပ်ပေါ့ဒီထက်မှာဦးဇင်းတို့မာပရိနိဗ္ဗာန်တုတ်တန်တွေပါမယ်မာတတိပဋ္ဌာနာတုတ်တန်တွေပါမယ်စသဖြင့်ပေါ့နော်စသဖြင့်ပေါ့နောက်တော့ဥပရိပါဏာတဆိုဥပရိပါဏာတဆိုကျန်တဲ့တုတ်တန်တွေပေါ့နော်အဲ့တော့ဦးဇင်းတို့ဒီကနိကေမှာကျမ်းရည်အတွက်က3ခုစာအုပ်ရည်အတွက်က3အုပ်တုတ်တန်ရည်အတွက်က34တုတ်တန်34ခုရှိတယ်နော်တုတ်တန်ရည်အတွက်က34ခုရှိတယ်အဲ့တော့ရှည်လျားတဲ့တုတ်တန်တွေကိုစုစည်းထားတာပေါ့နော်နောက်ဒုတိယကျတော့မဇ္ဈိမနိကေစာအုပ်ထဲမှာပါတယ်နော်စာအုပ်ထဲမှာပါတယ်မဇ္ဈိမဆိုအလယ်လက်ပမာဏရှိတဲ့တုတ်တန်တွေနော်အရန်ကြီးလည်းမရှိဘူးရန်ကြီးလည်းမထုတ်နော်မဇ္ဈိမနိကေအဲ့တော့ကျမ်းရည်အတွက်က3ခုစာအုပ်ကလည်း3ခုနော်အဲ့တော့တုတ်တန်တွေက152တုတ်ရှိနော်တုတ်တန်ပေါင်း152တုတ်ရှိအလယ်လက်တွေပေါ့နော်နောက်တစ်ခုကတန်ယုတ်တနိကေတန်ယုတ်တဆိုတာဆက်နေတာတန်ယုတ်တဆိုပါလေဆက်ဘာနဲ့တွားတူလဲဆိုတန်ရောစဉ်ကြားရမလားကြားပါရဲ့ခင်ဗျာတန်ရောစဉ်ဆိုတော့ခွဲမရအောင်တွဲနေတာပေါ့နော်ဆက်ဒီလိုမလားအဲ့တော့တန်လူတယောက်ကိုတန်ရောစဉ်ဖြစ်သွားပြီဆိုဘယ်လို့မှခွဲလို့မရတော့ဘူးနော်ဆက်နေတာပေါ့နော်ဘဝတွေကနော်တန်ရောစဉ်ဆိုတော့ဒီတန်ယုတ်တအနေနဲ့အတူတူပဲနော်အဲ့တော့တန်ယုတ်တတောင်းတော့ဆက်နေတာပေါ့နော်အဲ့တော့ရှင်သာရိပုတ္တရာကိုဟောကြားခဲ့တဲ့ဒေသနာတော်တွေကိုတဏှာထဲမှာစုလိုက်တယ်အဲ့ဒါကိုသာရိပုတ္တရတန်ယုတ်တလို့ခေါ်တယ်နော်သာရိပုတ္တရတန်ယုတ်တလို့ခေါ်တယ်နောက်တစ်ခုကမဂ်ခင်၈ပါးအကြောင်းဟောတဲ့ဒေသနာတော်တွေဒါတွေကိုဦးဇင်းတို့စုစည်းလိုက်တဲ့အခါကျတော့မဂ္ဂတန်ယုတ်ဆိုဖြစ်သွားတယ်နော်မဂ္ဂတန်ယုတ်ဆိုဖြစ်သွားတယ်သစ္စာ၄ပါးနဲ့ပတ်သက်ပြီးဟောခဲ့တာတွေသစ္စာတန်ယုတ်စသဖြင့်ပေါ့နော်ဇာနာတန်ယုတ်ပုဇင်္ဂတန်ယုတ်အများကြီးပေါ့နော်အများကြီးပေါ့တန်တနိကေကနည်းနည်းလေးမြင့်တယ်လို့ပြောလို့ရတယ်เนาะပြီးမှနည်းနည်းလေးပြောမယ်တာเนาะနောက်တစ်ခုကအင်္ဂုတ္ထနိကေအင်္ဂါဆိုတာအင်္ဂါရက်တယ်เนาะအင်္ဂါဥတ္တရဆိုတာမြင့်သွားတာပေါ့အဲ့တော့အင်္ဂါနဲရာနေမြင့်ရအောင်เนาะဖြည်းဖြည်းလေးနဲ့မြင့်သွားတာအဲ့တော့အင်္ဂုတ္ထနိကေလို့ခေါ်ပါတယ်အဲ့တော့ chapter အခန်း7ခန်းရှိတယ်နံပါတ်1က1ဒီပေါ့နော်1နဲ့ပတ်သက်တာတွေပေါ့နော်လောကမှာအမျက်ဆုံးပုဂ္ဂိုလ်တစ်ယောက်ရှိတယ်ဘယ်သူလဲမြတ်စွာဘုရားနော်မြတ်စွာဘုရားစသဖြင့်ပေါ့နော်
ယောက်ျားလေးတစ်ယောက်အတွက်တဲ့ဆွဲဆောင်နိုင်ဆုံးအတန်တဲ့ဘာဖြစ်မလဲယောက်ျားလေးတစ်ယောက်အတွက်ကဲပြောကြည့်တယ်မောင်ကိုထင်ရပြောကြမှန်ရင်စုချမှန်သွားပြီမျိုးသမီးအတန်လေမျိုးသမီးတစ်ယောက်အတွက်တကယ်ကိုဆွဲဆောင်မှုရှိဆုံးအတန်ဟာမျိုးယောက်ျားလေးရဲ့အတန်အဲ့ဒါဦးဇင်းပထမဆုံးဒေသနာတော့เนาะပထမဆုံးဒေသနာတော့အဲ့တော့မျိုးသားတစ်ယောက်ကိုเนาะအဲ့တော့ဆွဲဆောင်မှုရှိဆုံးကတော့မျိုးသမီးအတန်စသဖြင့်ပေါ့เนาะဒါမျိုးတွေပေါ့လောကမှာတစ်ခုကိုဆွဲကင်ထားရင်အန်တယ်ရန်ကြီးတယ်မိစ္ဆာဒိဋ္ဌိစသဖြင့်ပေါ့เนาะအဲ့လိုတစ်ခုနဲ့ပတ်သက်တာတွေပေါ့เนาะပညာရာမှာဘယ်သူကအမျက်ဆုံးတော့ရှင်သာရိပုတ္တရာဒီ chapter အခန်း1ထဲမှာပါတယ်เนาะအခန်း1ထဲမှာပါတယ်အဲ့လိုပေါ့เนาะဟိုအနာတပိန်ဆိုရင်ပါလေတထေးမဟုတ်လေမှမြင့်မြတ်အမျက်ဆုံးပြောတာเนาะလူတဲ့ထဲမှာဆိုရင်မျိုးသားထဲမှာဆိုရင်အမျက်ဆုံးစသဖြင့်ပေါ့เนาะအဲ့တော့အဲ့လိုတွေဟိုအင်္ဂါတစ်ခုခုမှတော်အရေးကြီးတဲ့တစ်ခုပေါ့เนาะမနဘတ်ဟိုဒုတိယအခန်းကျတော့နှစ်ခုနဲ့ဆက်တာတယ်เนาะစေတီတည်ထားတဲ့ပုဂ္ဂိုလ်နှစ်ဦးရှိတယ်ဗုဒ္ဓရဲ့စကြဝဠာမင်းစသဖြင့်ပေါ့เนาะစသဖြင့်ပေါ့နော်၃မျိုးနံပါတ်3က3မျိုးရဏ3ပါမပေါ့3မျိုးဆိုတာအဲ့တော့3နဲ့ပတ်သက်တာတွေပေါ့နော်3နဲ့ပတ်သက်တာတွေပေါ့မလောဘဒေါသမောဟဆို3မျိုးနော်နောက်အလောဘဒေါသအမောဟဆိုရင်3မျိုးဒါမျိုးတွေပေါ့ကာယကံဝစီကံမနောကံဒါမျိုးတွေပေါ့နော်နောက်4ကျတော့4မျိုးနော်4မျိုးသစ္စာ၄ပါးပြောလို့ရပါတယ်သစ္စာ၄ပါးတော့ပြစ်မလွဲဆိုတော့သစ္စာ၄ပါးပါတယ်ဟုတ်တယ်နော်စသဖြင့်ပေါ့နော်၄နဲ့ပတ်သက်တာတွေပေါ့5ဆိုရင်5နဲ့ပတ်သက်တာတွေ6ဆိုရင်6နဲ့နောက်ဆုံး17ခုပေါ့မေတ္တာအကျိုး17မျိုးမေတ္တာအကျိုး17မျိုးတော်ဆိုတော့ဖြည့်တယ်ဒီဖွဲ့ရတော့ဟမ်ဝါပါနောက်နေတယ်ပြောရဲဆိုရဲရက်ကွက်ကဆိုလားပြောရဲဆိုရဲရက်ကွက်ကဆိုနော်သူပြောတာမီး7ပါးနဲ့ဖြစ်ဟိုမှန်တယ်လို့တော့ရှိတယ်ဗောလေမီး7ပါးပါဠိတော်မှာမပါဘူးနော်သူအထာဂရပြောတယ်အထာဂရမဟုတ်တီကာပြောတာနော်ဒါထူးတော့ထူးဆန်းတယ်သူမီး7ပါးကဘယ်ထဲမှာပါလဲဆိုတော့ဦးဇင်းတို့တတိယဒေသနာတော်လို့ဦးဇင်းတို့ဒီလိုသုံးတာပေါ့နော်အာရိတပရိယာယတုတ်တံနော်အာရိတပရိယာယတုတ်တံအင်္ဂလိပ်လို့ဆိုတော့ fire sermon ပေါ့နော် fire discourse မီး7မီးရှိနော်7မီးရှိတယ်ကဲပြောကြည့်တယ်မဟုတ်ဘာတွေတော့မနံပါတ်1ကစာအောင်နံပါတ်1ကရာဂဒေါသမောဟဟမ်ပါပြီးသားလေဇာတိစရာမရဏတောကပရိဒေဝဒုက္ခဒေါမနတဥပါယတမခတ်ပါဘူးမခတ်ပါဘူးเนาะမခတ်ပါဘူးမိ7ပါးရှိအဲ့ဒါဦးဇင်းတို့ဟိုပထမဆုံးတရားဟုတ်ကပါလေဓမ္မစကြာဒုတိယကအနတ္တလက္ခဏာတုတ်တတိယကအာရိတပရိယာယလို့နော်အာရိတတုတ်တန်လို့လည်းခေါ်တယ်အာရိတဆိုလျှံတဲ့ပြောင်းတောက်လောင်တဲ့မီးပေါ့နောက်အာရိတပရိယာယလို့လည်းသုံးတယ်ပရိယာယဆိုဥပမာပေါ့နော်အဲ့တော့မီးကိုဥမာပေးပြီးတော့မြတ်စွာဘုရားဟောခဲ့တာဦးဇင်းတို့တန်တန်မှာအဓိကတော့မီးရ3ခုပဲမှတ်ထားပါခင်ဗျ7ခု7မီးဆိုရင်ရှုပ်တယ်နော်7မီးဆိုရင်ရှုပ်တယ်လောဘဒေါသမောဟပေါ့နော်အဲ့တော့ဒီမီးတွေကြောင့်မလို့ဦးဇင်းတို့ကလောင်ကျွမ်းတာဟုတ်တော့မလားဟုတ်ပါရဲ့ကိုယ်စိတ်ထဲမှာဒေါသဖြစ်ကြည့်ပါလားနော်တက်ချင်းဖက်ချင်းတာပါဒီလိုမလားနော်လောဘဖြစ်ကြည့်ပါလားအဲ့တော့လှိမ့်ပေးနေအောင်ခံရတာဒီလိုမလားနော်အဲ့တော့မီးတွေကအဲ့တော့မောဟမသိတာဘူးဒါမှမဟုတ်မောဟကလည်းကြောက်စရာအရန်ကောင်းတယ်နော်ကြောက်စရာအရန်ကောင်းတယ်အဲ့တော့မီးတွေဦးဇင်းတို့တဏ္ဍာမှာတောက်လောင်တာအဲ့တော့အဲ့မီးတွေကိုဦးဇင်းတို့ကညှိနိုင်ရင်နိဗ္ဗာန်ပဲ
နော်ဘာနဲ့ငြိမ့်မလဲဟုတ်သေးဘူးမက်ကင်၈ပါးနဲ့ငြိမ့်မယ်နော်အဲ့တော့မီး7မီးကိုဘာနဲ့ငြိမ့်မလဲမက်ကင်၈ပါးနဲ့ငြိမ့်မယ်ခင်ဗျားတို့ဘာနဲ့ငြိမ့်နေကြအောင်ရရနဲ့ငြိမ့်နေကြမလား7မီးငြိမ့်အောင်ဘုန်းကြီးလူတာတောင်မှ17ချက်လူတယ်နောက်130လူတယ်တို့နော်ဒါမျိုးတွေလာတာတချို့ကရှိသေးတယ်ပစ္စည်း17မျိုးဒါမျိုးတွေပေါ့နော်အဲ့တော့ညှိ့ဖို့ညှိ့နေရမှားတယ်နော်ဒီမီးတွေကိုဘာနဲ့ညှိ့ရမှာမက်ကင်၈ပါးနဲ့ညှိ့ရမက်ကင်၈ပါးနဲ့ညှိ့ရမက်ကင်၈ပါးကိုဦးဇင်းတို့အကျဉ်းချုပ်လိုက်သီလရေတမာတိရေပညာဒါနဲ့ညှိ့ရရေရမြတ်တို့ရေရနဲ့သွားညှိ့နေတာပေါ့နော်ဘယ်တော့ညှိ့ရမဟုတ်ဘူးနော်ဘယ်တော့ညှိ့ရမဟုတ်အဲ့တော့အာရိတ္တပရိယာယဒေသနာဆိုတာတုတ်တန်သွားတာပဲနော်အဲ့တော့မီး7မီးကိုညှိ့တာညှိ့လိုက်တာနဲ့ဒီမှာရင်ထဲမှာတောက်လောင်နေတဲ့ဒီအပူမီးတွေငြိမ်းသွားရင်အေးချမ်းမှုဝင်လာတယ်တဏှိဒုက္ခအဲ့တဏှိဒုက္ခနိဗ္ဗာန်ပဲနော်တခါတည်းမှတ်ထားနော်တခါတည်းမှတ်ထားဒါကြုံလို့ပြောပြအဲ့တော့အင်္ဂုတ္ထနိကေနောက်ဆုံး17မျိုးအဲ့ထက်မှာတော့ခုနမီး17မီးမပါပါဘူးနော်မီး17မီးကဥစဉ်ပြောသလိုပဲအာရိတ္တပရိယဒေသနာတော်မှာပါတယ်သို့တော့အထာဂရာကသူ့ကိုဖွင့်တဲ့အထာဂရာ17ပါးမီး17ပါးဆိုတဲ့ကဏ္ဍလေးပဲပါတယ်နော်ကဏ္ဍလေးပဲပါတယ်အဲ့အထာဂရာကိုပြန်ဖွင့်တဲ့တီကာမှာမီး17ပါးဆိုဘာတွေလဲဒီမှာပြန်ပါလာနော်ဒါဘုဒ္ဓရာအနေနဲ့ပြောပြတာနော်ဒီမှာဆိုမေတ္တာအကျိုး17ပါးဒီထဲမှာပါတယ်နော်ပါတယ်အဲ့တော့အင်္ဂုတ္ထနိကေတဲ့အင်္ဂါရက်တွေဖြည်းဖြည်းလေးနဲ့နော်များသွားတာပေါ့နော်အဲ့ဒါအင်္ဂုတ္ထနိကေလို့ခေါ်ပါတယ်ဒါနဲ့ပတ်သက်ပြီးတော့နော်ပညာရှင်တူပြောထားတာလေးပေါ့ဘုဒ္ဓအနေနဲ့ပေါ့နော်တော်လေးကောင်းပါတယ်အင်္ဂုတ္ထနိကေကတဲ့လူတွေအတွက်အဓိကပေါ့လူတွေအတွက်ပေါ့ဒီထဲမှာဆိုရင်မဆိုရပါစို့ဦးဇင်းတို့လူတွေအတွက်အဓိကရည်ရွယ်တယ်ပေါ့နော်လူတွေအတွက်အဓိကရည်ရွယ်တယ်ပေါ့သင်္ဃာဝတ္ထု၄ပါးအဲ့တော့မိတ်ဆွေပေါင်းတင်များခြင်းခင်ဗျားတို့၄ချက်လောက်ရမယ်ဒါမျိုးလေးတွေပေါ့နော်နောက်ကြီးပွားခြင်းအင်္ဂါရဲ့၄ချက်စသဖြင့်ပေါ့နော်ဒါလူတွေအတွက်အဓိကနော်နောက်ကြီးပွားခြင်း၅မျိုးလို့ပေါ့နော်စသဖြင့်ပေါ့အဲ့တော့အဓိကလူတွေအတွက်ပေါ့နော်နောက်တန်ယုတ်တနိကေကြတော့ဘုန်းကြီးနဲ့သီလရှင်တွေအတွက်တယ်ဟောတားမြင့်သွားပြီသစ္စာ၄ပါးတို့မဂ္ဂင်၈ပါးတို့ပရိသမုပ္ပါဒ်တို့ပေါ့နော်အဲ့တော့ညတို့သီလရှင်ဝတ်ချင်တော့တန်ယုတ်တနိကေကိုသတ်ဖတ်နောက်မေဇိမနိကေကြတော့တဲ့ဗုဒ္ဓဘာသာတွေအတွက်တဲ့နော်ဗုဒ္ဓဘာသာတွေအတွက်အဲ့တော့ဦးဇင်းတို့နိကေ၅ပါးထဲမှာဘယ်နိကေကိုပထမဆုံးဖတ်ရမလဲအကျဉ်းဉာဏ်တောင်းတဲ့အခါမှာဦးဇင်းဒီကမေဇိမနိကေကိုအကျဉ်းဉာဏ်ဟိုပေးလိရှိတယ်နော်ညတို့နိကေတွေဖတ်ချင်ပထမဆုံးဘာကိုဖတ်မလဲမေဇိမနိကေကိုဖတ်အရန်စိတ်ဝင်စားစရာကောင်းတယ်နောက်တစ်ခုကမြတ်စွာဘုရားနဲ့တွေ့နေရတယ်လို့နော်မြတ်စွာဘုရားကိုယ့်ရှိမှထိုင်ပြီးတရားဟောနေတယ်လို့မြတ်စွာဘုရားကိုယ့်အိမ်ရှိကိုဖြတ်ပြီးတော့မှအဲ့တော့ဆွမ်းငံကြွလာတယ်လို့ခံစားရမယ်နော်ခံစားရမယ်နော်အဲ့တော့မေဇိမနိကေတုတ်တမောင်152တုတ်ပါတယ်နော်အရန်ကောင်းပါတယ်ဒီကနေ့ကကျတော့ဘာသာခြားတွေအတွက်ဒီကနေ့ကပါလေဘာသာခြားတွေအတွက်ဒါကတော့ရေပုံရအပြင်သုံးသက်တာပါเนาะဒါကတော့အမှန်လို့ပြောလို့မရဘူးเนาะအဲ့ဒါဘာကြောင့်လဲဆိုတော့ပထမဆုံးတုတ်တန်မာတင်ကိုဗြဟ္မဆာလတုတ်တန်ဒီလိုမဟုတ်လားเนาะမြတ်စွာဘုရားနဲ့တန်ဃာတော်တွေကရာဇယောကနေနလန္ဒာကိုခြေချင်းခီးသွားရာဇယောကနေနလန္ဒာတယူသနာရှိတယ်เนาะအဲ့တော့မိုင်နဲ့တွက်မယ်ဆိုရင်တော့10မိုင်လောက်ပေါ့เนาะ10မိုင်လောက်အဲ့တော့မြတ်စွာဘုရားနဲ့ရဟန်းတန်ဃာတော်တွေရဲ့ရှေ့ကနေသွားတယ်နောက်ကနေဆရာတပည့်2ယောက်ပုံနာဆရာတပည့်2ယောက်နောက်ကနေလိုက်တာအဲ့တော့ပုံနာဆရာကြီးကယန္နာ3ပါးရဲ့အပြစ်တွေရှာပြီးတော့ပြောနေတာပေါ့နော်ဟိုဘက်ကပုံနာဆရာကြီးရဲ့တပည့်ကယန္နာ3ပါးရဲ့ကောင်းခွက်တွေပြောတာဆရာပြောတာမဟုတ်ပါဘူးဘလို့ကောင်းတာညာလို့ကောင်းတာပေါ့နော်ဆရာနဲ့တပည့်ကနော်တယောက်နဲ့တယောက်စန့်ကျင်
အမရန်နေရတာကြားတာပေါ့နောက်ကဘုန်းကြီးတွေကပြောတော့ပြောချင်းနေပြောလည်းမပြောရဘူးပေါ့နော်တနေရာရောက်တော့ကျတော့မြတ်စွာဘုရားကနာယူတယ်ဇေယျလေးရှိတာဇေယျမှာနာယူတဲ့ခါမှာနောက်ကဆရာတပည့်2ယောက်အကြောင်းမြတ်စွာဘုရားကိုပြောတဲ့ခါမှာမြတ်စွာဘုရားယနာ3ပါးနဲ့ပတ်သက်ပြီးတော့တဲ့တယောက်ယောက်ကအပြစ်တွေပြောလာရင်တဲ့အပြစ်တွေပြောလာရင်တဲ့နံပါတ်1ကဒေါသမထွက်အောင်နံပါတ်1ကဘာလဲဒေါသမထွက်ဒေါသထွက်နေရင်တဲ့သူတို့ပြောတာမှန်လားမှားလားမသိတော့ဒေါသထွက်နေနော်ခုတော့ကိုလူတွေအဲ့လိုဟောလာဆိုမဟုတ်ပါဘူးဆဲတော့တာပဲဒေါသနဲ့ဆဲတော့တာပဲလားအဲ့မြတ်စွာဘုရားပြောတာနဲ့ဟုတ်လားကြိုက်လားမကြိုက်ဘူးဒေါသမထွက်နံပါတ်2ကအဲ့တော့မှန်ရင်မှန်တယ်မှားရင်မှားတယ်ထောက်ပြမယ်နော်နှစ်ချက်ပဲနော်ဒါမြတ်စွာဘုရားရဲ့ဒါလမ်းညွှန်ချက်ပဲယနာ3ပါးနဲ့ပတ်သက်ပြီးတော့ကိုကိုွယ်တဲ့ဆရာတော်ကြီးပေါ့ကိုကိုွယ်တဲ့ဘုရားဆင်းတုတော်ကြီးဘာသာခြားတွေကကဲ့ရဲ့လာရင်ပြစ်တင်လာရင်ရှုံချလာရင်ဘာလုပ်ရမလဲဒေါသမထွက်ဘူးကျိုးအသင့်အချောင်အသင့်တုံ့ပြန်ရေးကြည့်တယ်နော်တချို့ကတိုင်းလေးထားလိုက်ပါဒီလိုမဟုတ်လားဒါလေးပဲထားလိုက်ပါဒါလည်းမှားတယ်နော်ဒါလည်းမှားတယ်အဲ့တော့အကျိုးတင်ကြောင်းတင်တုံ့ပြန်နော်နောက်တစ်ခုကလူတွေကယနာသုံးပါးနဲ့ပတ်သက်ပြီးတော့ချီးမွမ်းဂုဏ်ပြုလာရင်နံပါတ်1ကလောဘနဲ့ကျင်းနေမတော့ဘူးလေလောဘတက်မတော့ဘူးเนาะဒီမှာလောဘเนาะလောဘနဲ့မြောက်ကြွကြီးဖြစ်မတော့အောင်အဲစကလုံးအဲ့စကလုံးဥစဉ်ပြောတာမဟုတ်ဘူးเนาะဖျားပြောတာမြောက်ကြကြီးဖြစ်မတော့အောင်နံပါတ်2ကမှန်နဲ့မှားเนาะအဲ့လိုပြန်ပြီးတုံ့ပြန်အဲ့တော့ဒါရေးကြည့်တယ်เนาะရေးကြည့်တယ်ဦးဇင်းတို့မြတ်စွာဘုရားရဲ့လက်ညွှန်ချက်စသဖြင့်ပေါ့เนาะအဲ့တော့ဒုတိယသုတ်တံမှာတမညဖလသုတ်တံ sorry ပထမဗြဟ္မဆာလသုတ်တံမှာဆိုရင်မိစ္ဆာဒိဋ္ဌိ62ပါးကြားဖို့ရမလားကြားပါရဲ့အဲ့ထက်မှာဟောထားတယ်เนาะမိစ္ဆာဒိဋ္ဌိ62ပါးဘာကြောင့်ပြောတာလဲဆိုတော့အဲ့တော့ဘယ်သူဟောတဲ့တရားပဲဖြစ်ဖြစ်ဒီ62ပါးနဲ့တိုက်လိုက်နော်ဘယ်ဘာသာကပြောဘယ်သူကပြောဒီ62ပါးနဲ့တိုက်လိုက်62ပါးနဲ့ဝင်သွားရင်ဖြောင်းမဟုတ်62ပါးနဲ့လွတ်မှာဖြောင်းရေးကြည့်ရနော်ဒါဥစဉ်တော့မှတ်ကြောက်တယ်ပေါ့ဒုတိယသုတ်တန်ကြတော့ဗြဟ္မဆာလသုတ်တမညဖလသုတ်တန်တမညဖလသုတ်တန်ရဟန်းဝချင်းရဲ့အကျိုးတရားအဲ့ဒီမှာဆိုရင်ဥစဉ်တို့အိန္ဒိယခေတ်မှာမြတ်စွာဘုရားခေတ်မှာနာမည်ကြီးခဲ့တဲ့ဆရာကြီးเนาะဘာသာရေးဆရာကြီး6ပါးပေါ့သူတို့ရဲ့ယူဝါဒတွေရှိတယ်เนาะနောက်တစ်ခုကတတိယသုတ်တန်ကြတော့အမ္ပထသုတ်เนาะအမ္ပထဆိုတာမြတ်စွာဘုရားကိုလာပြီးတော့စုံစမ်းတာเนาะသူဆရာခိုင်းလို့မြတ်စွာဘုရားနဲ့ခြေတင်ပြောကြတာပေါ့လေအဲ့မှာအဓိကတော့ဇက်စနစ်နဲ့ပတ်သက်ပြီးတော့เนาะမြတ်စွာဘုရားပြန်ခြေပတာပေါ့စသဖြင့်ပေါ့နော်ဒါတွေဥစဉ်တို့ဘာသာခြားတွေနဲ့ပတ်သက်ပြီးတော့မှဒီကနိကေကိုဖတ်လိုက်တာနဲ့အများကြီးအဲ့တော့သိသွားမယ်အဲ့တော့ဘာသာခြားတွေကိုဘယ်လိုတုံ့ပြန်ရမလဲနော်ဒါတွေဥစဉ်တို့လေ့လာလို့ရတယ်ပေါ့လေအဲ့တော့ဒီကနိကေကဘာသာခြားတွေမဇ္ဈိမနိကေပါသူ့အတွက်လေဘုရားဘာသာရဲ့အတွက်တောင်တနိကေကအင်္ဂုတ္တနိကေကလူတွေအတွက်အဲ့တော့ဒီ၄ခုကိုဒီနိကေလေးကိုဦးဇင်းတို့အာလီနိကာယလို့ခေါ်တယ်အာလီနိကာယအဲ့တော့ခေဥပေါ့နော်ဘယ်လိုခေါ်မလဲခေဥဗုဒ္ဓဘာသာပေါ့နော်အာလီဗုဒ္ဓဇင်ကိုလည်းခေါ်တယ်နော်အာလီဗုဒ္ဓဇင်ကနဥဗုဒ္ဓဘာသာသို့မဟုတ်ခေဥဗုဒ္ဓဘာသာအဲ့ဒါမလို့ဦးဇင်းတို့ဒီနိကေ၄ပါးကိုနိကေ၄ရက်ကိုအာလီဗုဒ္ဓဇင်လို့ခေါ်တယ်နော်အဲ့တော့ပညာရှင်တွေကဒီ၄ခုကိုအဓိကလေ့လာကြနော်ဒီ၄ခုကိုအဓိကလေ့လာကြတာမြတ်စွာဘုရားဟောတဲ့တရားတော်တွေနဲ့အနိစ္စဆုံးတချို့ဟာတွေပိုင်ပါလိမ့်မယ်ဘုရားဟောမဟုတ်တာတွေပိုင်ပါလိမ့်မယ်သို့တော့လုံးဝအနိစ္စဆုံး
နော် the original teachings of the Buddha ပေါ့နော်ဒီ၄ခုနော်ဦးဇင်းတို့ academic မှာဆိုရင်ဒီ၄ခုအဓိကထားတယ်ပေါ့နော်နောက်တစ်ခုကခောရကနိကာယခောရကဆိုတာသေးငယ်တာနော်သေးငယ်တာသေးငယ်တဲ့ကျမ်းလေးတွေပေါ့အကုန်စုစည်းထားတာနော်အဲဦးဇင်းတို့ခောရကနိကေလို့ခေါ်ပါတယ်ကျမ်းရေအတွက်က30ရှိတယ်စာအုပ်ရေအတွက်က28ဒီခောရကနိကေထဲမှာလည်းအရေးပါတဲ့နော်အရေးပါတဲ့ကျမ်းတွေရှိတယ်ဓမ္မပဒနော်ဒီထဲမှာပါတယ်နော်သုတ္တနိပတ်ခင်ဗျားတို့ရွတ်နေတဲ့မင်္ဂလာသုတ်ရတနာသုတ်တဇက်ကသုတ်ဒီထဲမှာပါတယ်နော်မှာပါတယ်ခောရကနိကေထေရဂါထာထေရီဂါထာပေါ့နော်ဒါတွေကအရန်ကိုနော်ပါရယနာဝတ်ဆိုကြားဦးတယ်မလားပါရယနာထေသနာဆိုလေအဲ့တော့ပါကျုပ်ဆရာတော်ကြီးခေါ်ထားတာနော်ပါရယနာခောရကနိကေထဲမှာပါတယ်အဲ့တော့ဒီထဲမှာကျတော့နောက်တိုးကျမ်းတွေလည်းပါတယ်နောက်တိုးကျမ်းတွေလည်းပါတယ်ဥပမာပေါ့မိလိနာပညာမိလိနာပညာဖျားအောင်မဟုတ်သို့တော့ဦးဇင်းမြတ်စွာဘုရားဟောတဲ့ဒေသနာတော်တွေကိုအခြေခံပြီးတော့မှသူကပြဿနာတွေကိုဖြေရှင်းထားတာအရန်ကောင်းတယ်နော်အရန်ကောင်းတယ်သို့တော့ဖျားအောင်မဟုတ်မြတ်စွာဘုရားဟောတဲ့တရားတော်တွေနဲ့ညီညွတ်လို့ဆိုပြီးတော့ဒီထဲမှာထည့်ထားတာနော်ဒီထဲမှာထည့်ထားတာအဲ့တော့ခောရကနိကေနော်ကျမ်းရေအတွက်က30စာအုပ်ရေအတွက်က28နော်အဲ့တော့အားလုံးပေါင်းလိုက်တော့52ကျမ်းရေအတွက်က52စာအုပ်ရေအတွက်က40အဲ့တော့ဒီမှာပြောပြရှိတာကဝိနည်းရယ်အဘိဓမ္မာရယ်ဟိုဒီထဲမှာထည့်လိုက်တာနော်ခောရကနိကေထဲမှာထည့်လိုက်တယ်အဲ့ကြောင့်မလို့ဒီမှာကျမ်းရေအတွက်တွေများသွားနော်ကျမ်းရေအတွက်တွေများသွားအဲ့တော့ဝိနည်းနဲ့အဘိဓမ္မာကိုဖယ်လိုက်ရင်ဒါဆိုရင်တုတ်တန်ပေါ့နော်တုတ်တန်ပေါ့ဒီလိုနားလေရခောရကနိကေကဲဦးဇင်းတော်ပြောတာတော်များသွားပြီမေးစရာရှိရင်မေးလို့ရပါတယ်နော်မေးစရာရှိရင်မေးလို့ရတယ်ဦးဇင်းကတော့ဦးဇင်းတင်တော့မေးဟိုဘာလို့ရအောင်လဲမေးစရာရှိရင်မေးပေါ့နော်ဟိုကိုသိချင်တာတွေပေါ့နော်ရှက်စားလည်းမလို့ပါဘူးနော်ရှက်စားလည်းမလို့ပါဘူးရှင်ဝီနီနဲ့ခဏဟွာလေးပါမိုက်လေးပြီးတော့ဝီနီနဲ့ပြီးတော့မှခောရကနိကေအောက်မှာရှိပါဟုတ်ပါတယ်မှာပြောလိုက်ပါဟမ်ဝီနီနဲ့ပြီးမှခောရကနိကေအောက်မှာအဲ့ထဲမှာထည့်လိုက်တာပေါ့နော်အဲ့တော့ခောရကနိကေဆိုတာကအပေါ်လေးခုကလုံးဝ face ပဲလုံးဝမပြောင်းတော့နောက်ပိုင်းကြာရင်နော်မဆရာဆိုကြပါစို့ဒီစာအုပ်ကမြတ်စွာဘုရားဟောတဲ့တရားတော်နဲ့ညီညွတ်တယ်ကောင်းလဲကောင်းတယ်ဆိုရင်ပြောမြောက်ဒီထဲမှာထည့်မှာနော် open မယ် stay open မယ်နော်အဲ့တော့ဒါမှမဟုတ်သူဒီအပေါ်လေးခုကသူကလုံးဝ face ဖြစ်သွားပြီနော် face ဖြစ်သွားပြီကဲမိခွန်းရှိလားရှိဦးနော်ကဲဟာမိုက်တော့မှဒီထဲမှာဝင်ပါအောင်နော်မသိပါဘူးခင်ဗျာဘယ်သူမှဒီမှာကင်မရာမရိုက်ပါအောင်နော်အတန်လေးပါရအောင်ဟမ်အပြီးတော့သိချင်တာဖေခုနကတုတ်တန်ပိဋကတ်ရယ်ဝိနည်းပိဋကတ်ရယ်အပြီးတော့ပိဋကတ်ကတတိယသင်္ကာယနာမှာစရတယ်ဆိုရင်ခောရကနိကေကလည်းတတိယသင်္ကာယနာမှာအပ်လိုက်တာလားဖေပေါင်းလိုက်တာလားလို့ခောရကနိကေငကိုစားတယ်ရှိတယ်ဓမ္မပဒဆိုတာငကိုစားတယ်ရှိတယ်ထေရကာရထေရီကာရသုတ္တနိပတ်ဒါတွေကဦးဇင်းတို့ပရမတ်သင်္ကာယနာတွေရှိတယ်သို့တော့တချို့ကျမ်းနေကြတော့နောက်မှထည့်တာတွေရှိတယ်မလိနာပညာဆိုရင် AD 100ရာစု AD 100ရာစုဆိုဦးဇင်းတို့မြတ်စွာဘုရားပြိဋိဘံစာနှစ်ပေါင်း600ဝန်းကျင်ပေါ့နော်အဲ့ဝန်းကျင်ကျမှဟိုပေါ်လာတာပေါ့မလိနာပညာဆိုတာငကောကပိဋကတ်သုံးဝင်မှာပါဘူးဦးဇင်းတို့ရန်ကုန်မှာသင်္ကာယနာတင်တယ်လေစရသင်္ကာယနာနော်အဲ့ချိန်ကျမှထည့်လိုက်တာအဲ့တော့ဒီမိလိနာပညာဆိုတာမကြသေးဘူးเนาะရန်ကုန်မှာရန်ကုန်စရသင်္ကာယနာမှာတင်မှထည့်လိုက်တာเนาะအဲ့လိုရှိတယ်ကျေးဇူးပါဖေကဲမေကွန်းနဲ့မေကွန်းရှေ့ညီမရှေ့
မယူလိုက်ပါ မထားချင်တော့ရှင်ပြပထမတန်ခါရနာတင်တော့အဘိဓမ္မာမပါဘူးတတိယတန်ခါရနာတင်မှာအဘိဓမ္မာပါလာတာဆိုတော့တတိယတန်ခါရနာတင်တဲ့ချိန်တော့ဆရာတော်တွေကဘယ်လိုလုပ်ပြီးတော့အဘိဓမ္မာထည့်လိုက်တာလဲဖေသူတို့ဘယ်လိုလုပ်ပြီးတော့အဘိဓမ္မာကိုတိသွားတာလဲဖေပထမမှာမပါခဲ့တော့လေ အဘိဓမ္မာပါလဲဆိုတော့ပထမဆုံးသိရမှာပေါ့နော်အဘိဓမ္မာဆိုတော့ပါလဲပေါ့အဲ့ဒါမှတော့နံပါတ်1ကတော့ပထမသင်္ခါရနာမှာဓမ္မဝိနည်းလို့ပဲသုံးတယ်ပေါ့နော်ဓမ္မအဲ့တော့အဘိဓမ္မာဓမ္မထဲမှာပါမယ်ဆိုတော့ပထမသင်္ခါရနာထဲပါတာပေါ့လေနော်အကယ်ဒမစ်နယ်ပယ်မှာကျတော့ဓမ္မကသုတ်တံနော်အဘိဓမ္မာကတတိယသင်္ခါရနာမှာပါတယ်နော်တတိယသင်္ခါရနာမှာပါတယ်အဲ့တော့ဒါဆိုရင်တော့အဘိဓမ္မာဆိုတဲ့သဘောကသူကအဘိရေဓမ္မရေနှစ်ခုတွဲတာနော်ဓမ္မဆိုတာကဓမ္မပေါ့သုတ်တံပေါ့အဘိဆိုတာကအင်္ဂလိပ်လို့ဆိုရင်တော့ about ပေါ့ about the dhamma နော်အဲ့တော့ဓမ္မနဲ့ပတ်သက်ပြီးတော့ပြန်ချက်ထားတာပေါ့ပြန်ချက်ထားတာအဲ့တော့သုတ်တံမှာကုသိုလ်ပါတယ်အကုသိုလ်ပါတယ်ဒီလိုမဟုတ်လားဝိပတ်ပါတယ်ကိရိယာပါတယ်အဲ့တော့ကုသိုလ်အကုသိုလ်ရေဝိပတ်နဲ့ကိရိယာကိုပေါင်းလိုက်တဲ့အခါကျတော့အပြာကတဖြစ်သွားတယ်၃မျိုးပေါ့နော်ဒါမျိုးတွေပေါ့အဲ့တော့မြတ်စွာဘုရားဟောတဲ့တရားတော်ပဲဒါမဲ့ဒီဘက်မှာပြန်ပြီးစုစည်းတာပြန် rearrange ပေါ့နော် rearrange လုပ်လိုက်တာပေါ့နော်အဲ့တော့သူကတော့တတိယသင်္ခါရတာပေါ့နော်သူတော့တတိယသင်္ခါရမတိုင်ခင်ကတည်းကတော့ပေါ်နေပြီနော်ဒါအကယ်ဒမီရပြောတာပေါ့လေနော်အကယ်ဒမီရပြောတာပေါ့အဲ့တော့အဘိဓမ္မာဆိုဘာလဲဆိုတာပြီးမှလာလိမ့်မယ်နော်အဲ့တခါတည်းပြောထားတာကောင်းပါတယ်အဘိဓမ္မာဆိုဘာလဲဆိုတော့ထာဂရနာမည်လေးတစ်ခုပေးထားတယ်နာမရူပပရိစေရာကထာတဲ့ကြားဖို့တော့မလားခင်ဗျားတို့ကြားဖို့တဲ့စကားလုံးပဲဒါထာဂရပေးထားနော်အဘိဓမ္မာဆိုဘာလဲနာမရူပပရိစေရာကထာနာမရူပဆိုတာနာနဲ့ရုပ်ပရိစေရာဆိုတာပိုင်းခြားတာ analyze လုပ်တာကထာဆိုတာစကားပေါ့ဒေသနာပေါ့ပြီးလည်းဦးဇင်းတို့ပြောပါအောင်မယ်နော်အဲ့တော့အဘိဓမ္မာကနံတရားတွေကိုသူမစိတ်ပေါ့နော်နော်ရုပ်ဆိုတော့ရုပ်ပေါ့စိတ်နဲ့ရုပ်ကိုအသေးစိတ် analyze လုပ်တာသုတ်တံမှာလည်းလုပ်ခဲ့တာပဲအဘိဓမ္မာမှာကျတော့ပို့ပြီးတော့မှအသေးစိတ်တာပေါ့နော်အဲဒါကိုအဘိဓမ္မာနာမရူပပရိစ္ဆေရကထာလို့သုံးပါတယ်ခင်ဗျားတို့ဒီမှာအဘိဓမ္မာသင်တန်းတွေတက်ပြီဆိုတော့ဘာတွေသိရမလဲဆိုတော့နှစ်ခုပဲနာနဲ့ရုပ်ပဲနော်စိတ်နဲ့ရုပ်ပဲရုပ်ကတော့ခင်ဗျားတို့ကိုယ်တိုင်လည်းသိပါတယ်ဟုတ်တော့မလားခင်ဗျားတို့ကျောင်းမှာလည်းသင်တယ်ရူပဗေဒမလားနော်ကျောင်းမှာလည်းသင်ခဲ့ရတယ်စိတ်အကြောင်းကြတော့မသိတာများတယ်မသိတာများတယ်နော်စိတ်အကြောင်းကိုအဘိဓမ္မာသင်လိုက်ရင်တော့စိတ်အကြောင်းပိုသိသွားမယ်ပေါ့နော်ပိုသိသွားမယ်ပေါ့တခါတော့လိုင်းလာမသိလားသိပါတယ်ခင်ဗျာလိုင်းလာမကဒီထိုင်းဗုဒ္ဓဘာသာအဖွဲ့ကိုပြောတာတွေတခုပေါ့နော်ထိုင်းဗုဒ္ဓဘာသာဝင်တဲ့လိုင်းလာမသိသွားတဲ့အခါမှာလိုင်းလာမကြီးကသူတို့ပြောပြတာပေါ့လေစိတ်နဲ့ပတ်သက်ပြီးတော့တဲ့တော့ psychology လို့သုံးတာပေါ့နော် psychology နဲ့ပတ်သက်ရင်တဲ့အနောက်တိုင်းက just a toddler ပေါ့တုတ်သွားတဲ့ကလေးအဆင့်ပဲရှိသေးတယ်နော်ဗုဒ္ဓဘာသာကဆင်မြင့်သွားပြီနော်ဆင်မြင့်သွားပြီပြောချင်တာကခင်ဗျားတို့နောက်တိုင်းက psychology သူတို့လည်းအသေးစိတ်လေ့လာပါတယ်သို့တော့ဦးဇင်းတို့လက်ရှိဒီအဘိဓမ္မာပြောတဲ့စိတ်အကြောင်းမမိသေးဘူးလုံးဝမမိဘူးနော်လုံးဝမမိဘူးအဲသူတို့ပြောနေတဲ့ဟာတချို့ဟာတွေဆိုရင်တကယ်ဦးဇင်းတို့ချက်ချင်းတက်ကနေသိတယ်နော်ဘာလို့ဆိုအဘိဓမ္မာသိထားတာဟုတ်နော်အဘိဓမ္မာသိထားတာအဲ့တော့အဘိဓမ္မာဘာလဲလို့ပြောမယ်ဆိုရင်နာမရူပပရိစေရကထာနာနဲ့ရုပ်ကိုပိုင်းခြားပြတဲ့ဒေသနာရောပေါ့ဒီလိုမှတ်မယ်ပေါ့နော်ဒီလိုမှတ်မယ်ပေါ့အဲ့တော့ဦးဇင်းတို့ academic ပြောတာနဲ့ဒီဘက်က tradition ပြောတာနဲ့တော့နည်းလေးခွဲထားမှာပေါ့နော်ခွဲထားမှာဟုတ်ပြီဒါဆိုဦးဇင်းတို့နိခေ9ရက်ရှိမယ်
အဲ့တော့စောစောဦးဇင်းပြောသွားတဲ့အထက်မှာဓမ္မဝိနည်းပေါ့နော်ဓမ္မဝိနည်းပရမတ်သင်္ကာယနာမှာမြတ်စွာဘုရားတရားတော်တွေကိုဓမ္မဝိနည်းလို့သုံးပါတယ်နော်ပိဋကတ်3ပုံလို့မသုံးဘူးနိကေ9ရက်လို့မသုံးနော်သို့တော့သင်္ကာယနာတင်တဲ့အခါမှာနိကေ9ရက်အနေနဲ့တင်ခဲ့တာနော်နိကေ9ရက်အနေနဲ့တင်ခဲ့တာပေါ့တုတ်တန်ကိုလေတုတ်တန်ကိုတင်တဲ့အခါမှာသို့တော့သူသုံးတာဓမ္မဝိနည်းနော်ဓမ္မဝိနည်းလို့သုံးပါဓမ္မဆိုတရားတော့ဝိနည်းဆိုတာဝိနည်းပေါ့နော်အဲ့တော့ဝိနည်းအရဝိနည်းဒါမှန်တယ်ဓမ္မအရဘာတွေကောက်လဲတုတ်တန်နဲ့အဘိဓမ္မာကိုကောက်နော်တုတ်တန်နဲ့အဘိဓမ္မာကိုကောက်အဲ့တော့ပါဠိတော်မှာဣမသမိန်ဓမ္မဝိနည်းလို့ပြောလိုက်ရင်ဣတနာတော်၌ဥစဉ်ဘာသာပြန်တယ်နော်ဣမသမိန်ဓမ္မဝိနည်းဣတနာတော်၌တာနာတော်ဆိုပါလဲလို့ပြောရင်ဝိနည်းရဲ့တုတ်တန်ရဲ့အဘိဓမ္မာရဲ့ပိဋကတ်3ပုံပေါ့နော်ပိဋကတ်3ပုံပေါ့မြန်မာနိုင်ငံမှာတည်ထားတဲ့ဘုရားတွေကတာနာဟော့လားမဟုတ်ဘူးဘုန်းကြီးတွေရောမဟုတ်ပါဘူးဗျာဘုန်းကြီးကျောင်းတွေရောမဟုတ်ပါဘူးတာနာမဟုတ်ဘူးတာနာဆိုပါလဲစုံမမြတ်စွာဘုရားရဲ့အစုံမအဲ့တော့မြန်မာလူမျိုးတွေမြတ်စွာဘုရားရဲ့အစုံမတွေဘယ်လောက်လိုက်နာလဲဟာပြန်တော့ရည်ရတယ်ဒုက္ခတို့ရည်တဲ့မပါဘူးနော်ဆရာအောင်သိပြောလို့ပေါ့နော်မင်းတို့ငါ့ကိုတရားမှမဟုတ်နေတရားမှမှုကနေရာဇဝမှုဖြစ်အောင်မလုပ်နဲ့ဆိုအဲ့တော့ဦးဇင်းတို့အာဖဂန်နစ္စတန်တို့ပါကစ္စတန်တို့မှာဗုဒ္ဓဘာသာဗုဒ္ဓဖျားဒီဖျားစင်ဥတော်ကြီးတွေရှိတယ်နော်ဘုန်းကြီးကျောင်းပြတ်တွေရှိတယ်အဲ့တော့တာနာရှိသေးလားမရှိတော့တာနာဆိုဘာလဲဆိုဖျားအဆုံးမမြတ်စွာဘုရားဆုံးမခဲ့တဲ့ဟောကြားခဲ့တဲ့တရားတော်တွေတကယ်လိုက်နာလားတကယ်လိုက်နိုင်တာနာတည်တာပဲเนาะဒါလေးမှတ်ထားပါဣမသမိန်ဓမ္မဝိနည်းဣတာနာတော်၌เนาะဟုတ်ပြီနောက်တစ်ခုကတုတ်တန်နဲ့အဘိဓမ္မာဘာတွေထူးလဲပေါ့ခင်ဗျားတို့ဒီစာအုပ်ထဲမှာပါတဲ့အဘိဓမ္မာဒီစာမျက်နှာ9မှာပါတယ်เนาะစာမျက်နှာ9မှာပါတယ်အဲ့တော့ဒါကတော့ဦးဇင်းတို့လာပြီဒါစာမေးပွဲမှာမေးမှာအခုမှလာပါเนาะစောစောကနေတမ်းမရှိသေးတယ်မသိလေဘာမှဖြစ်သေးဘူးဟဲ့လားအဲ့တော့ဆောင်းဝဲအောင်မိမှာဒီမခုမှလာပါနော်တုတ်တန်နဲ့အဘိဓမ္မာထူအဲ့တော့တုတ်တန်နဲ့အဘိဓမ္မာဓမ္မဆိုတဲ့ခေါင်းစဉ်ကနေလာတယ်ဘာထူလဲပေါ့အဲ့တော့တုတ်တန်ကတဲ့လူတွေနေ့စဉ်သုံးဆွဲနေတဲ့လူနဲ့ပြမတတ်တော်ပါပေါ့နော်ယောက်ျားမိန်းမစတဲ့အသုံးနှုန်းတွေဝေါ်ဟာရတွေနောက်တစ်ခုကပြည့်ညက်တွေပေါ့နော်ဒါတွေကိုအသုံးပြုပြီးတော့မှပြဆိုထားတယ်နော်ပြဆိုထားတယ်အဲ့တော့ဦးဇင်းတို့တုတ်တံပိဋကတ်မှာအရှင်သာရိပုတ္တရာအရှင်အနန္ဒာအနာတပိဝိသကာဒါတွေမဟုတ်လားနာမည်တွေတာဝတိဒီလိုမဟုတ်လားရာတကြိုနာမည်တွေနော်နာမည်တွေအများကြီးပါအဲ့နာမည်တွေပြည့်ညက်ပဲနော်ဒီမှာဦးဇင်းတို့ highlight လုပ်ထားတယ် highlight လုပ်ထားတယ်ပြည့်ညက်နော်ပြည့်ညက်အဲ့တော့တုတ်တံမှာအဲ့တော့တုတ်တံမှာပြည့်ညက်အဓိကအသုံးပြုပြီးတော့မှပြဆိုထားတယ်ထို့ကြောင့်မလို့ဒါကြောင့်မလို့တုတ်တံပိဋကတ်ကိုဝေါဟာရဒေသနာလို့ခေါ်ပါတယ်နော်ဝေါဟာရဒေသနာလို့ထာဂရနာမည်ပေးတယ်ဝေါဟာရဆိုစကလုံးနေမဟုတ်လားနော်စကလုံးတွေကိုအဓိကသုံးထားတယ်နော်စကလုံးတွေပြည့်ညက်တွေပေါ့နော်ပြည့်ညက်တွေပေါ့နောက်ဗိဓမာပိဋကတ်မှာကြတော့နာမည်တွေကိုအဓိကမထားတော့နော်ဗိဓမာပိဋကတ်မှာအရှင်သာရိပုတ္တရာဆိုတဲ့နာမည်လည်းမပါတော့ဘူးရှင်အနန္ဒမပါတော့မြို့နာမည်တွေမပါတော့မဒီဒေသနာတော်ကိုဘယ်မှာဟောခဲ့တယ်ဘာမှမပါတော့နော်အဲ့လိုနာမည်တွေဝေါ်ဟာရတွေပြည့်ညက်တွေကိုအဓိကမထားတော့ပဲနေစိတ်အကြောင်းမကောင်းလားကောင်းတာပေါ့စေတသိက်စိတ်ကိုမှီပြီးတော့ဖြစ်တဲ့တရားတွေစိတ်ပါပဲနော်စေတသိက်ဆိုလည်းစိတ်ပါပဲနောက်ရုပ်တရားတွေပေါ့ရုပ်တရားဆိုတာခုခေတ်လေ့လာသလိုအသေးစိတ်တော့မဟုတ်ဘူးပေါ့ရုပ်က28ပါးပဲရှိအဲ့ခုဆိုရင်ရူပဗေဒမှာဆိုရင်အများကြီးမို့လားရာချီပြီးတော့ရှိတယ်ပေါ့နော်နာမည်တွေကမျိုးအသေးစိတ်နော်လေ့လာတာ28ပါးဘာကြောင့်28ပါးတဲ့မြတ်စွာဘုရားပြောတာလဲဆိုတော့28ပါးသိတာနဲ့ခင်ဗျားတို့တရားရပြီမ
လို့တော့ကျန်တာတွေအရေးမကြီးမြတ်စွာဘုရားပါလဲတရားရဖို့ပဲဒုက္ခនិရောဓဒုက္ခချုပ်ဖို့ပဲမြတ်စွာဘုရားပြောတာအဓိကပြောတာဥတည်ချက်กว่าနော်ဥတည်ချက်กว่าလောကီရူပဗေဒကတော့ intellect ပဲသူရဲ့ဥတည်ချက်တွေကမျိုးရှိတယ်နော်မျိုးရှိတယ်အဲ့တော့ဦးဇင်းတို့ဗုဒ္ဓဘာသာရဲ့ဥတည်ချက်ဒီရုပ်တွေကိုလေ့လာခြင်းဥတည်ချက်ကဒုက္ခនិရောဓဒုက္ခကုန်မှုပဲเนาะဒါပဲအဲ့တော့ဘုရားဘာသာထဲမှာရုပ်တွေပါညာတာကြီးရှားမယ်နဲ့เนาะခင်ဗျားတို့အဓိကဥတည်ချက်မတူဘူးပေါ့ဒါဒီလိုနားလဲရမယ်เนาะဒီလိုနားလဲရမယ်နိဗ္ဗာန်စိတ်စစ်တည်းယုံနိဗ္ဗာန်ဆိုတဲ့ပရမတ္ထတရားတွေကိုအသေးစိတ်ပြပန်ပြတယ်အဲ့တော့ဒါကြောင့်မလို့ဘိဓမ္မာပိဋကတ်ကိုပရမတ္ထဒေသနာလို့နာမည်ပေးပါတယ်เนาะထက္ကတာပရမတ္ထဒေသနာပရမတ္ထဆိုအမှန်တကယ်ရှိတဲ့တရားတွေပေါ့เนาะအမှန်တကယ်ရှိတဲ့တရားတွေเนาะဦးဇင်းတို့ဒီမှာဆိုရင်ဒီခန္ဓာကိုယ်ကြီးပေါ့ခွဲလိုက်နှစ်ခုပဲရှိတယ်ရုပ်ရဲ့နာမ်ဒီနှစ်ခုပဲရှိစိတ်တည်းရုပ်သုံးခုပဲရှိတယ်ပေါ့เนาะပြောလို့ရအောင်เนาะဖုန်ကြီးဆိုတာနာမည်เนาะအမှန်တကယ်မရှိဘူးခွဲကြည့်လိုက်ယောက်ျားဆိုလည်းနှစ်ခုပဲရှိတယ်မိန်းကလေးဆိုလည်းနှစ်ခုပဲရှိတယ်เนาะအဲ့ဒါကိုပရမတ္ထလို့ခေါ်တယ်အစီနှစ်ထုတ်လိုက်တာပေါ့เนาะအစီညှစ်ပြီးတော့နောက်ဆုံးကြံတဲ့ဟာ the essence ပေါ့เนาะ ultimate reality လို့ခေါ်တယ်เนาะ ultimate reality နောက်ဆုံးအမှန်တရားကို၄မျိုးပဲကြံတယ်เนาะအဲ့တော့ဗိဓမာပိဋကတ်မှာပရမတ္ထဒေသနာတွေအဓိကပြောထားတယ်နောက်တစ်ခုကစောစောဦးစင်ပြောတဲ့နာမရူပပရိစေတာကထာဒါလေးမှတ်တာဒါလေးကိုလုံးဝတားတာလူတွေကအဘိဓမ္မာဘာလဲလို့မင်းအဲ့ဒါလေးပဲမဖြေလိုက်မလွယ်ဘူးလားလွယ်ပါရဲ့မင်းတို့တိပိသားစကားလုံးပဲနာမရူပပရိစေတာကထာနာမရူပဆိုတာနာမ်နဲ့ယုတ်သို့မဟုတ်စိတ်နဲ့ယုတ်ပရိစေတာဆိုတာပိုင်းခြားပြ analyze ပေါ့ analysis ပေါ့ကထာဆိုတာစကားဒေသနာပေါ့အဲ့တော့ဒီအဘိဓမ္မာကိုနားလည်လိုက်တဲ့အခါကျတော့ရုပ်အကြောင်းသိသွားမယ်ဒါနဲ့ပတ်သက်ပြီးတော့ဒီကစာလုံးဆရာတယောက်ကိုကျောင်းသားတယောက်ကမေးတယ်ဆရာမတဲ့တစေတွေမှာခန္ဓာဘယ်နှပါးရှိလဲတစေမှာခန္ဓာဘယ်နှပါးရှိလဲအဘိဓမ္မာသင်တဲ့ဘုန်းကြီးကြတော့မျက်စိမိတ်ဖြေလို့ရဟိုဆရာမတော်တော်ကိုဖျားသွားတာပါလေဒါပေမဲ့သူဖြေတဲ့ဖြေမှားပါတယ်နော်မှားပါတယ်ပြောချင်တာဦးဇင်းတို့အဘိဓမ္မာသင်ထားတဲ့အတွက်ဒီလိုမေးခွန်းတွေအရန်လွယ်တယ်နော်ဒီလိုမေးခွန်းတွေအရန်လွယ်တယ်အဲ့ဦးဇင်းတို့ဒီစိတ်အကြောင်းမေးပြီဆိုလိုက်တာ ਨੇ ဦးဇင်းတို့ကဟိုဘယ်လိုပြောမလဲအသေးသေးဖြေနိုင်တယ်နော်ဒါအဘိဓမ္မာရဲ့အကျိုးပေါ့အဘိဓမ္မာရဲ့အကျိုးပဲအဲ့တော့အဘိဓမ္မာမြန်မာနိုင်ငံမှာဆိုရင်ဟိုထေရဝါဒနိုင်ငံထဲမှာဆိုရင်မြန်မာနိုင်ငံအဘိဓမ္မာခေတ်စားဆုံးအဘိဓမ္မာအကျွမ်းဆုံးနိုင်ငံပေါ့အဲ့တော့အဲ့ဒီအကျိုးဆက်ကဘာဖြစ်လဲဆိုတော့ဒီရိတ်တာတွေအများကြီးမို့လားဟုတ်ပါတယ်ခင်ဗျာရိတ်တာတွေအများကြီးတရားအထုတ်ကြတယ်တရားအထုတ်တယ်ဆိုတာကစိတ်အကြောင်းရုပ်အကြောင်းနားလည်အောင်လုပ်တာနာမရူပပရိစေတာအမှဉာဏ်ဆိုလေးထည့်လိုက်ပေါ့ကထာမှာဉာဏ်လေးထည့်လိုက်နာမရူပပရိစေတာဉာဏ်ဒီလိုသုံးတယ်မလားနာမ်နဲ့ရုပ်ကိုပိုင်းခြားသိတာအဘိဓမ္မာလည်းအတုနဲ့စစ်ဆိုနှစ်ခုရှိတယ်ဟိုဦးဇင်းတို့သင်နေတာခင်ဗျားတို့သင်တာအဘိဓမ္မာအတုအဘိဓမ္မာအတုနော်အစစ်မဟုတ်ကိုတိတ်ထင်ကြီးမိနေငါအဘိဓမ္မာတက်တယ်ကိုတိတ်ထင်ကြီးမိနေဟလားအဘိဓမ္မာတူကြီးသင်နေကြနော်အဲ့ဒါအဘိဓမ္မာစစ်ကဘာလဲပေါ့လွန်ခဲ့တဲ့နေ့20လောက်တော့ရှိပြီထင်တယ်နော်ဦးဇင်းဒီပကိုးဖအောက်ကိုသွားဝင်တာပေါ့လေအဲ့တော့စိတ်လည်းငြိမ်အောင်နော်စာတင်တဲ့ခါလည်းထောက်ကူပြုအောင်နော်တမာတိပါရမီဖြည့်အောင်ပေါ့လေသွားဝင်တဲ့ခါမှာကိုဝင်တာကတော့ကိုကရက်20လောက်ပါရက်20လောက်ဝင်တာအဲ့မောအဲ့တော့ပကိုးဖအောက်ကဒီထောင်ငါးသားရှိသေးတာနော်အဲ့တော့ကုံဘုံကြီးတွေရောတက္ကမတွေရောတက္ကာတွေရောအကုန်လုံးစုပြီးတော့တရားစစ်တာပေါ့လေစစ်တဲ့ခါမှာတက္ကမိုင်းတယောက်ကတရားတွေရှောင်နေတာသူ့ရဲ့တွေ့ကြုံနေသူရုပ်တွေပေါ့နော်ရုပ်အမုံပွားတွေဘလို့နော်အယောင်တွေ
အဲ့တော့ तू ကတော့ဒီအဘိဓမ္မာသင်ခဲ့တာမဟုတ်ဘူးကိုရွေးတွေနော်ကိုရွေးတွေအဲ့ဒါမှဆရာတော်ကနာမည်တွေပေးနေတာဒါကတော့ဝဏ္ဏလို့ခေါ်တယ်ဓမ္မကြီးဒါကတော့ဩဇာလို့ခေါ်တယ်စသဖြင့်ပေါ့နော်အဲ့တော့အဲ့ဒါမှအဘိဓမ္မာအစစ်ပြနော်ကိုတွေ့အဘိဓမ္မာနော်ခင်ဗျားတို့ခန္ဓာဉာဏ်ရောက်မလားသင်ပါဗျာအဲ့တော့အဘိဓမ္မာမသင်မဲနဲ့အဘိဓမ္မာသိလို့ရတယ်တရားအထုတ်မယ်တမာရီကောင်းလာမယ်အဲ့တမာရီနဲ့ဒီခန္ဓာကိုယ်ကြည့်လို့ရတယ်ကိုယ်စိတ်ကိုကြည့်လို့ရအဲ့ဒါမှအဘိဓမ္မာအစစ်နော်အဘိဓမ္မာအစစ်တိုးတော့ဒါကတော့ဦးဇင်းတို့ဒါတော့မြေပုံပေါ့ဟိုတကယ်တရားအထုတ်တဲ့ခါမှာနော်ဒီမြေပုံကိုကြည့်လိုက်တဲ့အခါမှာငါတော့ဘာတွေ့နေဘာမြင်နေပြီဒီလိုမဟုတ်လားနော်စကလုံးသုံးတော့ဆက်ပြီးမမှားတော့ဘူးအဲ့ဒါလည်းအန်တယ်ရှိတယ်နော်အန်တယ်ရှိတယ်တချို့ပုဂ္ဂိုလ်တွေတရားအထုတ်တယ်တကယ်လောက်ကြလားနော်တကယ်လောက်ကြကိုယ့်အတွက်အားထုတ်ရင်ပြဿနာမရှိဘူးသူများကိုပြန်ပြောရင်အန်တယ်ကြီးတယ်နော်တိတိကျကျမသုံးနိုင်တဲ့အခါမှာကိုကတော့အရှိရက်လို့ပြောလိုက်တယ်နော်ပါဇက်ကပြောလိုက်တယ်နော်လက်ညှိုးကနောက်ဖက်ကိုညွှန်းအရှိရက်သွားကြအောင်လူတွေပဲသွားမအောင်နောက်ရက်ကိုမဟုတ်နော်သူ့ပါဇက်ကအရှိရက်ကိုသွားမယ်အရှိဘက်ကိုသွားကြအောင်ဆိုရင်မသူရတာနောက်ဖက်ကိုပြောတာဦးဇင်းတို့ကတိတယ်သူတို့ဘာပြောချင်တာလဲဆိုတော့တိတယ်ဒါပေမဲ့ခုနကသူတို့လည်းကိုယ်တွေးရှိတယ်နော်စကလုံးတွေမှားနိုင်တာပြောတာနော်စကလုံးတွေမှားနိုင်တာပြောတာအဲ့တော့တတိရှိရင်ငါရှိတယ်တဲ့တတိမရှိရင်ငါမရှိတော့ဘူးကြောက်စရာအရင်ကောင်းတယ်နော်အဲ့တော့တတိဆိုတာကကုသိုလ်တရားအဲ့တော့တတိရှိတာနဲ့ငါရှိတာနဲ့မဆိုင်နော်သူပြောချင်တာဦးစင်နားလဲတယ်အဲ့တော့တတိထားနေရင်ငါစွာရှိသေးတယ်လုံးဝတတိမထားပဲနဲ့ဖြစ်ပျက်ကိုပဲရှုနေငါမရှိတော့ဘူးဖြစ်ပျက်ပဲမြင်တယ်ပေါ့သူပြောနေတာအဲ့ဒါသူသုံးတဲ့ကလုံးကဘာလဲတတိရှိနေရင်ငါရှိသေးတယ်တတိမရှိတော့မှငါပျောက်သွားတယ်နော်အရင်ကြောက်စရာကောင်းတယ်နော်သူပြောချင်တာဦးစင်နားလဲတယ်နော်စပိန်စီးတယ်တတိထားနေရင်အဲ့တော့လဲတတ်တယ်အဲ့တော့တကယ်ကျွမ်းကျင်သွားပြီဆိုရင်ဒီတတ်တာမလို့တော့အေးစစ်စစ်ပဲနော်အဲ့ပုံစံမျိုးပဲတရားထုတ်တယ်အဲ့တော့ကိုကဒီအဖြစ်ပြက်ကိုအသားလေးဘေးကနေထိုင်ဟိုကြည့်နေတာပေါ့နော်အဲ့ချိန်မှာဆိုငါဆိုပျောက်သွားတယ်အဖြစ်ပြက်ပဲရှိနော်ဒါဟိုတတိဟိုပျောက်သွားမှဆိုလို့တမာရီကအရန်အားနေသေးတာဟိုပျောက်သွားမှဆိုလို့တတိထားပြီးတော့ကြည့်လိုက်တဲ့အခါကျတော့အဲ့မှာငါဆိုတဲ့ဟာလေးငါမှတ်နေတဲ့ဟာလေးငါလေးရရှိသေးတယ်နော်ဆိုတဲ့သဘောအဲ့ဒါပြောတာနော်တတိဆိုတာကဒီအထုတ်တိုင်းမှာတတိပါတယ်တတိန်စခွာဟန်တပတိကံဝရာမိတယ်မြတ်စွာဘုရားနော်တတိဆိုတာအရာပဲဘာနဲ့တူလဲစားနဲ့တူတယ်တဲ့အဲ့တော့ဟင်းချက်တိုင်းစားမပါဘူးလားပါပါဘုရားအဲ့တော့ကုသိုလ်လောက်တန်းတတိပါတယ်နော်တတိပါတယ်အဲ့ကြောင့်မလို့အဲ့တော့ဒီအဘိဓမ္မာတွေတင်တယ်ဆိုတာအဘိဓမ္မာအတုဝေမယ်လို့အသုံးတည့်တယ်နော်ခင်ဗျားတို့တကယ်အထောက်ကြပြီဆိုလိုက်တာ ਨੇ ဟိုကိုကသူများကိုပြန်ပြောမယ်ပြန်ဟောမယ်ဒါဆိုစကလုံးတွေတိကျသွားတယ်နော်စကလုံးတွေတိကျသွားမှန်ကန်သွားတာပေါ့နော်စကလုံးလည်းမှန်မှမမှန်ရင်နာကြတဲ့ပုံကအဲ့တိုင်းပဲသွားတာကိုကတော့နောက်ဖက်လို့ပြောတာကဲရှေ့ဘက်သွားအောင်ဆိုအကုန်လုံးကရှေ့ဘက်သွားကြမှာနော်စကလုံးကရေးကြည့်တယ်ဆိုတာနော်အဲ့ဒါပြောချင်တာပါအဲ့တော့ဒီမှာအဘိဓမ္မာဆိုတာကနမရူပပရိစေတာကထာနာနဲ့ရုပ်ကိုပိုင်းခြားဝေဖန်ပြရာဒေသနာတော်များအဲ့တော့အင်္ဂလိပ်လို့ဆိုရင်တော့အဘိဓမ္မာကို psychology လို့လည်းပြောလို့ရတယ် philosophy လို့လည်းပြောလို့ရတယ်နှစ်ခုတွဲလိုက်ရင်ပိုကောင်းတယ်နော်နှစ်ခုတွဲလိုက်ရင်ပိုကောင်းတယ်ဟုတ်ပြီနောက်တစ်ခုကတုတ်တန်တဲ့အဘိဓမ္မာ2ပေါ့နော်ဒါဒုတိယအထိပ္ပယ်ပေါ့တုတ်တံပိဋကတ်၌မြတ်စွာဘုရားသည်တရားတို့ရဲ့ဇေယိုက်ပါရမီအနုယင်ကိုကြည့်ပြီးတော့မှတင့်တော်တဲ့စကလုံးအသုံးနှုန်းတွေနဲ့တွင်တင်ဆုံးမခဲ့တယ်။အဲကြောင့်မလို့တယောက်နဲ့တယောက်မတူဘူးเนาะ။တယောက်နဲ့တယောက်မတူဘူး။ဘောင်းစောသူတို့ရဲ့ပါရမီအနုယင်သူတို့ရဲ့ဇေယိုက်ပေါ်အခြေခံပြီးတော့မှเนาะအဲ့တော့ဟောရတာ။
အဲ့ဒါကိုဦးဇင်းတို့ယထာနုလောမတာနာလို့ထံကရာနာမည်ပေးပါတယ်ယထာနုလောမဆိုတာတင့်တော်တယ်လို့တာနာဆိုဆုံးမတာနော်ပုဂ္ဂိုလ်စီရအလိုက်ပေါ့ဆုံးမတာအဲ့တော့အဘိဓမ္မာပိဋကတ်ဆိုတာကပုဂ္ဂိုလ်တ attva တွေရဲ့အလိုတွေပါရမီတွေအနုရည်တွေဘာမှမငဲ့ကွက်တော့နော်တဘာဝတရားတွေရဲ့ပဂတိဖြစ်စဉ်အတိုင်းရှင်းလင်းဟောကြားတယ်ပေါ့နော်စိတ်ဆိုရင်လည်းစိတ်အကြောင်းရုပ်ဆိုရင်ရုပ်အကြောင်းပေါ့နော်အဲ့ဒါဦးဇင်းတို့ယထာဓမ္မသာသနာလို့ခေါ်ပါတယ်ယထာဓမ္မဆိုတာအရှိအတိုင်းပဂတိအတိုင်းဒေသနာဆိုတာဆုံးမဟောကြားတာပေါ့နော်အဲ့တော့ပြန်ပြီးနှစ်ချုပ်မယ်ဆိုရင်တုတ်တန်ဆိုတာကသမုဒိပညာဆိုတဲ့အဲ့တော့အသုံးနှုန်းတွေဝါဒတွေအဲ့တော့အခြေခံပြီးတော့ဟောတယ်အဘိဓမ္မာမှာကြတော့သမုဒိပညာဆိုတဲ့နာမည်တွေဝါဒတွေအဓိကမထားတော့ဘဲနဲ့ပရမတ္ထတရားကိုပဲအဓိကဟောတယ်ပေါ့နော်ပရမတ္ထတရားကိုပဲအဓိကဟောတယ်ပုံမှန်တော့အတူတူပါပဲနော်အတူတူပါပဲအဲ့တော့တုတ်တန်ဆိုတာကဓမ္မတွေဖြစ်တယ်အဲ့တော့အဲ့ဒီတုတ်တန်မှာဟောကြားခဲ့တဲ့ဒေသနာတွေကိုပြန်ပြီးချဲ့တာကိုအဘိဓမ္မာလို့ခေါ်တယ်နော်အင်္ဂလိပ်လိုဆိုတော့discourses about the Dhamma နော်ဓမ္မနဲ့ပတ်သက်ပြီးတော့ဟောကြားခဲ့တဲ့ဒေသနာတော်ဖြစ်ပါတယ်ပေါ့နော်အဲ့တော့ဦးဇင်းတို့တုတ်တန်ဒီမှာဆိုလို့ရှိရင်မြတ်စွာဘုရားမလာခင်ပေါ့ဓမ္မယုံထဲမှာယန်းနေတရားနဲ့ပတ်သက်ပြီးဆွေးနွေးနေကြတာနော်အဲ့ဒါဦးဇင်းတို့အဘိဓမ္မာကထံကထင်းတိလို့ပါဠိတော်သုံးတယ်အဘိဓမ္မာကထံကထင်းတိအဲ့တော့အဘိဓမ္မာတရားနဲ့ဆက်ဆက်တော့အဘိဆိုဆက်ဆက်တော့ပတ်သက်တော့နော်ကထာဆိုစကားပေါ့အဲ့တော့တောင်စီရေမင်းကရှောက်ပြောနေတာမဟုတ်ဘူးနော်အတင်းနေအဖြစ်နေပြောနေတာမဟုတ်ဘူးဘောလုံးပွဲအကြောင်းအဲ့တော့ကားတွေအကြောင်းပြောနေတာမဟုတ်ဘူးဓမ္မနဲ့ပတ်သက်တဲ့ဒေသနာတော်တွေကိုပြောနေတာဒါကိုပြောတာနော်အဘိဓမ္မာကထံကထင်းတိအဘိဓမ္မာခုနှစ်ချမ်းမဟုတ်ဘူးနော်အဘိဓမ္မာခုနှစ်ချမ်းမဟုတ်အဘိဓမ္မာကထံကထင်းတိဓမ္မနဲ့ပတ်သက်သောဆက်ဆက်သောနော်တန်ယုတ်တတန်ယုတ်တဆိုတဲ့စကားလုံးနော်အဲ့တော့အဘိဓမ္မာကထံကထင်းတိသူတို့ပြောတဲ့တရားတော်ကိုအခြေခံပြောတာပြတရားထဟောတာပေါ့နော်အဘိဓမ္မာကထံကထင်းတိအဲ့တော့ပြောချင်တာကအဲ့တော့တုတ်တန်မှာရှိတဲ့ဓမ္မနဲ့အဘိဓမ္မာမှာရှိတဲ့ဓမ္မနဲ့အတူတူပါပဲနော်အတူတူပါပဲစောစောအဘိဓမ္မာကိုအဘိဓမ္မာဖျောင်းမဟုတ်ဘူးလို့ပြောတဲ့ပုံကိုယ်ကြီးမရှိဘူးလားရှိတယ်မြတ်စွာဘုရားဟောခဲ့တာမဟုတ်လေရှင်သာရိပုတ္တရာဟောခဲ့တာမဟုတ်လားဟုတ်ပါတယ်ဗျာနော်ဟုတ်တယ်မလားမြတ်စွာဘုရားရှင်သာရိပုတ္တရာကိုအဘိဓမ္မာဟောတယ်ရှင်သာရိပုတ္တရာသူတပည့်တွေကိုပြန်ဟောတယ်ကြည့်လို့မလားအဲ့တော့ဦးဇင်းတို့လက်ရှိရှိနေတာကဘုရားဟောခဲ့တာမဟုတ်ဘူးရှင်သာရိပုတ္တရာတပည့်တွေဟောခဲ့တဲ့အဘိဓမ္မာနော်ဘာမှနာစရာမရှိပါဘူးအဘိဓမ္မာဘုရားမဟုတ်ဘူးဟုတ်တယ်မလားပြောချင်တာကတုတ်တန်ဒီမှာပါတဲ့ဓမ္မနဲ့အဘိဓမ္မာပါတဲ့ဓမ္မနဲ့အတူတူပဲလို့ပြောချင်တာနော်အဘိဓမ္မာပို့ပြီးတော့မှချဲ့လိုက်တာပေါ့နော်ချဲ့လိုက်တယ်အစီကိုနှစ်ချုပ်တာပေါ့အဘိဓမ္မာနှစ်မျိုးရှိမှာပေါ့နော်နှစ်မျိုးရှိမှာအနှစ်ချုပ်တာရဲ့အကျဲချဲ့တာအကျဲချဲ့တာနော်နှစ်ချုပ်တာရဲ့အကျဲချဲ့တာပဋ္ဌာန်းကျတော့လုံးဝချဲ့ပလိုက်တာပေါ့နော်ပဋ္ဌာန်းကျတော့ငါးတောင်ဖြစ်သွားမှာလားနော်ငါးဖြစ်သွားချက်ပလိုက်တာသစ္စာလေးပါးကိုချက်ရင်တဲ့ပဋိစ္စသမုပ္ပါဒ်နော်သစ္စာလေးပါးကိုချက်ပါလေပဋိစ္စသမုပ္ပါဒ်သစ္စာလေးပါးကခင်ဗျားတို့သုတ်တန်ထဲမှာမပါဘူးလားပါပါတယ်ဗျာပါတယ်သစ္စာတန်ယုတ်နောက်တစ်ခုကသစ္စာလေးပါးကိုချက်လိုက်တဲ့အခါကျတော့ပဋိစ္စသမုပ္ပါဒ်ဖြစ်သွားတယ်ပဋိစ္စသမုပ္ပါဒ်ကလည်းသုတ်တန်ထဲမှာပါတယ်နိဒာနတန်ယုတ်တယ်နော်နိဒာနတန်ယုတ်အဲ့ပရိသမုပ္ပါကိုပြန်ချက်ရင်ဘာဖြစ်သွားလဲပဋ္ဌာန်းဖြစ်သွားတယ်နော်ပဋ္ဌာန်းဖြစ်သွားတယ်အတူတူပဲနော်အတူတူပဲသို့တော့ပို့ချက်ပလိုက်တာပေါ့နော်ပို့ချက်ပလိုက်တာပြီးခဲ့တဲ့လဦးဇင်းတို့အိန္ဒိယသွားတယ်အဲ့မှာသင်္ကတ္တနှစ်ခုနော်မြတ်စွာဘုရားတာဝရိန်သားကနေဆင်းတဲ့နေရာပေါ့နော်အဲ့နေရာမှာ
ပထန်းကြောင်းပထန်းရွတ်ကြတာပေါ့လေအဲ့တော့ပထန်းရွတ်တဲ့ခါမှာဦးစင်းကကိုနှစ်သက်ဆုံးအကြောင်းအရာလေးပြောခဲ့တာပေါ့တရားဓမ္မတွေကမ္မပစ္စည်းနော်အဲ့တော့တုတ်တံမှာကမ္မပစ္စည်းကြောင့်တုတ်တံမှာမပါဘူးလားပါတယ်နော်အဘိဓမ္မာမှာလည်းပါတယ်ကမ္မပစ္စည်းနော်ကမ္မပစ္စည်းကတုတ်တံမှာတော့အများကြီးပေါ့နော်တုတ်တံမှာတော့အများကြီးအဲ့ဒါကိုတော့ကမ္မပစ္စည်းနဲ့အနစ်ချုပ်ပလိုက်ကံ2မျိုးရှိတယ်တခါတည်းမှတ်ထားနော်ဒါကြုံလို့ပြောတာမဟုတ်တက်ကိုပြောတာစကားကြုံလို့ပြောတာမဟုတ်တက်ကိုမင်းတို့သိစေခြင်းလို့ပြောတာနော်ဘာလို့ဆိုဗုဒ္ဓဘာသာတွေကံနဲ့ပတ်သက်ပြီးတော့ယူဆတွေမှားနေကြတယ်ပေါ့ကံ2မျိုးရှိတယ်ပါဠိတွေတော့မရွတ်တော့ဘူးခင်ဗျားတို့သိတဲ့အလွယ်ကူဆုံးစကားလုံးနဲ့ပြောမယ်အတိတ်ကံရယ်ပစ္စုပန်ကံရယ်ဒီနှစ်ခုမှတ်တာနော်ဒီနှစ်ခုမှတ်တာခင်ဗျားတို့တယောက်နဲ့တယောက်ရုပ်တွေတူကြလားတူပါဘူးဗျာတူဘာကြောင့်တော့အတိတ်ကံကြောင့်အတိတ်ကံကြောင့်အတိတ်ကံကြောင့်ရုပ်ဆိုးတယ်ကိုရီးယားသွားပြီးတော့ plastic surgery နဲ့လုပ်ပလိုက်တယ်အဲ့ဒါဘာဖြစ်သွားလဲပစ္စုပန်ကံပြောင်းလို့မရဘူးလားပြောင်းလို့ရတယ်အတန်မကောင်းဘူးအတန်ကောင်းအောင်လုပ်လို့ရနော်အကယ်၍အတန်မကောင်းဘူးအတန်ကောင်းအောင်မလုပ်ချင်ဘူးဆိုရင်ဘာလုပ်ဆရာအောင်တင်းပြောတယ်တခါတည်းမှတ်ထားအဲ့ဒါလေနော်အစားထိုးအောင်မြင်မှုတယ်နော်အစားထိုးအောင်မြင်မှုတချို့ကယုံချောမင်းသားလုပ်လို့မရအောင်ဘာလုပ်လို့ရလဲထိုင်တာလုပ်လို့ရတယ်ထိုင်တာလုပ်လို့ရတယ်ဒီလိုမဟုတ်လားကဲမင်းတို့ယုံချောတဲ့ကောင်တွေငါခိုင်းမယ်ကွာဒီလိုမဟုတ်လားနော်အစားထိုးအောင်မြင်မှုတယ်နော်ဒါလေးလည်းမှတ်ထားပါဦးဇင်းကရန်သဘောကျဆရာအောင်တင်းအဲ့ဒီမှာဆရာအောင်တင်းပြောတဲ့ထဲမှာသဘောကျတော့ပါလဲဆိုတော့ကိုယ်လည်းရုပ်ဆိုးတဲ့လူကိုအဲ့တော့ဆရာအောင်တင်းကပြောလဲဆိုတော့လောကကြီးမှာတဲ့ခေါင်းဆောင်ဖြစ်နေတဲ့ပုံကိုယ်တွေကရုပ်ဆိုးတဲ့ပုံကိုယ်တွေပြရတယ်တော့ဥမာပေးပါတယ်အမေရိကန်သမ္မတတွေခုဆိုဘယ်နည်းမျိုး40ခွန်လားအမေရိကန်သမ္မတတွေကြည့်လိုက်ရုပ်ဆိုးတဲ့ပုံကိုယ်တွေကြီးရတယ်ရုပ်ချောတဲ့ပုံကိုယ်တော်တော်နေတယ်လို့ပြောရတယ်ဒါဥမာပေါ့နော်ပြောချင်တာအဲ့တော့အစားထိုးအောင်မြင်မှုဆိုပြောချင်တာတော့နော်အစားထိုးအောင်မြင်မှုအဲ့တော့ကိုယ်ရုပ်ရည်ကြည့်ပြီးတော့အဲ့တော့စိတ်ပြက်စရာမလိုကိုယ်အတန်ကြည့်ပြီးတော့စိတ်ပြက်စရာမလိုဦးဇင်းတို့လည်းကိုယ်အတန်ကြည့်ပြီးတော့ဓမ္မဂရိကမဖြစ်နိုင်ဘူးဘာလို့ဆိုတော့ဦးဇင်းတို့ငယ်ငယ်တုန်းကဓမ္မဂရိကဆိုအတန်ကောင်းအောင်ပဲပေါ့နော်ကံကောင်းရင်တော့ကျတော့ပါကျုပ်ဆရာတော်ကြီးပေါ်လာတယ်အဲ့တော့ပါကျုပ်ဆရာကြီးပေါ်လာအတန်မကောင်းလေဓမ္မဂရိကလုပ်လို့ရတယ်ဒီလိုမဟုတ်လားခက်ကပြောင်းသွားတယ်နော်အကြီးခင်ဗျားတို့ဒီတိုင်းရမဟုတ်ဘူးနော်ဦးဇင်းတို့ငယ်ငယ်တုန်းကဓမ္မဂရိကတွေအတန်နဲ့သွားတာနော်အဲ့တော့တိရကူဆရာတော်ကြီးတို့အတန်ရန်ကောင်းတယ်နော်အဲ့တော့နားလိုက်တာနဲ့ကြည်ပြီးတော့နော်အဲ့တော့ငကိုတော့ပြောတာပါငကိုတော့ပြောတာခုတော့မသိဘူးပေါ့နော်ခုတော့မသိဘူးပေါ့အဲ့ပြောချင်တာဓမ္မဂရိကဆိုရင်အတန်ကောင်းအတန်မကောင်းတဲ့လူမမျောလင်းနဲ့အဲ့ဘာကြောင့်ဆရာတော်ကြီးပေါ်လာတယ်မျောလင်းလို့ရသွားတယ်ခုတော့ဒါတရက်နဲ့တင်းတယ်ဘာဖြစ်ဖြစ်ဒါဓမ္မဂရိကတစ်မျိုးပဲလေဟုတ်တော့မလားအဲ့တော့အတန်မကောင်းလည်းရစားထိုးအောင်မြင်မှုပြောချင်တာကတော့ကံ2မျိုးရှိတယ်အတိတ်ကံရဲ့ပစ္စုပန်ကံလူတွေကအတိတ်ကံကိုပဲကံလို့ထင်တာနော်အတိတ်ကကံတွေကြောင့်ဦးဇင်းတို့လက်ရှိပစ္စုပန်မှာဖြစ်နေတယ်အတိတ်ကံကိုဦးဇင်းတို့ကပြောင်းလို့ရတယ်မရပါဘူးဗျာအတိတ်ကံကိုပြောင်းလို့ရတယ်လေစားထိုးမှလေရုပ်ဆိုးရင်ဘာလုပ်မလဲsurgery တဲ့အဲ့တော့မှ plastic surgery နဲ့ပတ်သက်ပြီးတော့မှဟွာလေးဦးဇင်းတော့တကယ်ထင်းတာပေါ့နော်တရုတ်ပြည်မှာတဲ့အဲ့တော့နှစ်ယောက်လုံးကရုပ်ဆိုးတွေသူတို့ကမတီးဘူးကောင်လှပြင်ထားကြတာနော် plastic surgery နဲ့တော့နှစ်ယောက်လုံးကချောနေတာပေါ့နော်မွေးလာတဲ့ကလေးကြတော့ငကိုတိုင်းပဲထွက်တယ်ပေါ့နော်ဗီဇနော်ဗီဇပြောင်းလို့ရတယ်လို့ပြောင်းလို့ရတယ်လို့ပြောတာမဟုတ်ဘူးအဓိကကတော့ဒါကိုပြန်ပြီးတော့ပေါ့ဦးဇင်းတို့ကအစားထိုးအောင်အစားထိုးလို့ရတယ်
စားထုတ်လို့ရတယ်ဒါဦးဇင်းတို့တိတ်ပတ်မှာလည်းရှိတယ်တိတ်ပတ်မှာလည်းရှိတယ်နော်တိတ်ပတ်မှာဦးဇင်းတို့ဒီကြီးပေါ့ဦးဇင်းတို့ကြီးကပြောင်းလို့မရပြောင်းလို့မရဦးဇင်းတို့တချို့ဆိုရင်ဒီအသားဖြူတယ်အသားဖြူတာနဲ့ပတ်သက်တဲ့ကြီးတွေထွက်နေတာပေါ့အသားမဲတယ်အသားမဲနဲ့ပတ်သက်တဲ့ကြီးတွေထွက်နေတာပေါ့စသဖြင့်ပေါ့နော်ဒါလည်းပြောနေတာလေကြီးပြောင်းလို့မရအောင်အဲ့ဂျင်းပေါ့နော်ဗီဇခေါ်မလားနော်ပြောင်းလို့မရအောင်ဒါပေမဲ့အဲ့ဒါကိုဆွစ်ချော်တယ်နော်ဒါကိုပိတ်လိုက်လို့ရတယ်ဆိုရပါကိုကဒေါသကြီးတယ်ပေါ့မွေးကြတဲ့ကဒေါသကြီးတယ်ဆိုကြပါစို့နော်အဲ့တော့အဲ့ဒေါသကြီးတဲ့ဒီဗီဇကတော့ပေါ်နေမှာပဲဒါပေမဲ့အဲ့ဒါကိုပိတ်လို့ရတယ်ဘာနဲ့ပိတ်မလဲတတိတန်ပစင်နဲ့ပိတ်မှာတရားထုတ်တယ်ဆိုအဲ့ဒါပဲနော်တတိတန်ပစင်နဲ့ပိတ်လိုက်တာတတိတွေတန်ပစင်တွေဆက်နေတဲ့ခါကျတော့စောစောဒေါသဗီဇအနုတ္တယခေါ်မှာပေါ့နော်အဲ့ဒါမပေါ်လာတော့ဖြစ်တော့ဖြစ်နေနော်ဖြစ်တော့ဖြစ်နေအဲ့ဒါကိုဖြစ်ခွင့်မရအောင်ပိတ်လိုက်တာပေါ့အဲ့တော့ဦးဇင်းတို့ဒီတိပ္ပံပဲဘောဗေဒတိပ္ပံပညာရှင်တယောက်ပြောတာပေါ့နော်ဒါလေးဦးဇင်းသဘောကျလို့နော်သဘောကျအဲ့တော့အဲ့ဒါဦးဇင်းတို့ဘောဓဘာသာယူဆနဲ့ပေါင်းလိုက်တာပေါ့နော်အဲ့တော့ဒေါသကြီးတဲ့ဗီဇရှိတယ်ဒါဦးဇင်းတို့ပိတ်လို့ရတယ်ဆွစ်ချော့လုပ်လို့ရတယ်ဘာနဲ့ဆွစ်ချော့လုပ်အောင်လဲတတိတံပစင်ဒါနဲ့ပတ်သက်ပြီးတော့ဦးဇင်းကအမြဲတမ်းပြောလို့ရှိတဲ့ဟာလေးပေါ့နော်ဆရာတော်ဦးဇောတိကကြားဘူးလားကြားပါတယ်ခင်ဗျာအဲ့တော့ဆရာတော်ဦးဇောတိကလွန်ခဲ့တဲ့9နှစ်လောက်ကဒီမှာလာတဲတယ်ပေါ့လေဆရာတော်နဲ့10ရက်တစ်ပတ်လောက်အတူတူနေခွင့်ရအဲ့တော့မနက်တိုင်လဲလမ်းလျှောက်သွားကြရတယ်ပေါ့လေအဲ့တော့ညတိုင်လဲဝုတ်ပြုအမြဲတမ်းပြောဆိုဝင်ရတာပေါ့နော်ဆရာတော်အရင်နုညံ့တယ်မလားနုညံ့တချိန်ကျတော့ဆရာတော်ဘာပြောလဲဆိုတော့ तू ဟာတဲ့ငငယ်တုန်းကဒေါသရမ်းကြီးတာတဲ့ကဲယုံနိုင်မလားယုံနိုင်မှုအဲ့ဒေါသဗီဇကို तू ကဘာနဲ့ပိတ်ထားလဲတတိတမစင်နဲ့ပိတ်ထားတာတရားထိုင်နေဆိုအဲ့ဒါပြောတာနော်တရားထိုင်လိုက်တဲ့အတွက်စောစောကဗီဇမကောင်းတဲ့ဗီဇတွေကိုပိတ်ပလိုက်တာအဲ့လိုပဲဦးဇင်းတို့ဒီဦးဇင်းတို့ plastic surgery လုပ်တယ်ဆိုတော့ဒါပဲလေဟုတ်တယ်မလားငါကမလှတဲ့ဟာကိုဖုံးလိုက်တာပေါ့သို့တော့မွေးလာတဲ့ကလေးကြတော့မရဗီဇရူပါလာပြောချင်တာကတော့အဲ့တော့တုတ်တန်မှာကံအကြောင်းတွေအများကြီးပါတယ်နော်အဲ့တော့အကုန်လိုက်စုပြီးတော့မှနားလည်အောင်လုပ်ရင်တော့ရတာသို့တော့မလွယ်ဘူးပေါ့အဲ့တော့ဒီမှာကျတော့ကမ္မပစ္စယောဆိုပြီးတော့မှကံနဲ့ပတ်သက်ပြီးတော့မှကုံပေါင်းပလိုက်တာနော်နှစ်မျိုးဖြစ်သွားတယ်အတိတ်ကံရဲ့ပစ္စုပန်ကံအဲ့တော့ပစ္စုပန်ကံဆိုဘာပြောတာလဲဆိုတော့စေတနာကိုပြောတာစေတနာလည်းမကောင်းတဲ့စေတနာရှိသလိုကောင်းတဲ့စေတနာရှိတယ်အဲ့တော့ငကောတော့ကိုယ်ကံကအတိတ်ကံကောင်းနေတယ်ဒါမှမဟုတ်ဒီဘက်ကပစ္စုပန်စေတနာဇိုးကြီးနဲ့ကိုကလှုပ်လိုက်ရင်သွားရောလေသွားရောဒီနေ့ဦးဇင်းတို့Facebook ကြည့်လိုက်တဲ့အခါကျတော့ဦးဇင်းတို့ရွာကကောင်လေးတစ်ယောက်ကွယ်လွန်သွားတယ်ပေါ့အသက်50ပဲရှိသေးတယ်ကောင်လေးဆိုတော့ခင်ဗျားတို့ကတော့ရီမာဦးဇင်းအနေနဲ့ပြောတာပါဦးဇင်းတို့လည်းမတိတ်မရိပ်ကိုနော်ကောင်လေးဆိုတော့ရီခင်ဗျားတို့လည်းရီကြမှာဟလားကို့အနေနဲ့ပြောတာပါနော်အသက်50ကွယ်လွန်သွားတယ်နော်ဘာကြောင့်လဲဆိုတော့အရက်ပဲနော်တော့မှဆိုရက်တည်းလည်းမတန့်ဘူးလေအဲ့တော့ပစ္စုပန်ကံဖြတ်ပလိုက်တာပေါ့နော်ပြောချင်တာလေပြောချင်တာကအတိတ်ကံရှိတယ်ဒါတွေဦးဇင်းအတိတ်ကံတွေရှိတယ်အတိတ်ကံတွေဦးဇင်းတို့ကသိရမယ်လက်ခံရမယ်အဲ့အတိတ်ကံကိုမကောင်းရင်ပစ္စုပန်ကံနဲ့ပြောင်းလို့ရတယ်နော်အစားထိုးလို့ရတယ်စောစောပဲအစားထိုးအောင်မြင်မှုနော်အဲ့ပြောချင်တာကတုတ်တန်နဲ့အပိဓမ္မာကပုံမှန်တော့အတူတူပါပဲနော်အတူတူပါပဲအဲ့တုတ်တန်မှာမြတ်စွာဘုရားဟောကြားကြတဲ့တရားတော်တွေကိုအပိဓမ္မာပြန်ချဲ့တယ်တခါလေကျတော့ပြန်ခြုံပလိုက်တာပေါ့ဘယ်လောက်ဒီခြုံလဲဆိုတော့ဦးဇင်းတို့တင်မဲ့တင်ညူကျမ်းပေါ့ဒါလေးရနော်ဒါလေးတစ်ဆင့်ပေါ့3ဆင့်ရှိတာနော်လက်တန်းအထာထာလို့ခေါ်တယ်နော်လက်တန်းအထာထာတည်တည်လေးမလားတည်တည်လေးအဲ့ဆောင်လေးလည်းတည်တည်လေးပဲနော်မူရင်းဆောင်လေးอ่ะအဲ့တော့အဲ့ဆောင်လေးနဲ့သူအထာထာလို့ခေါ်တယ်အထာထာဆိုအဖွင့်တာပဲတ
တော့ဗိဓမာခုနှစ်ကျမ်းကိုအဲ့ဒီစာအုပ်လေးနဲ့နှစ်ချုပ်တာသူကြတော့ချဲ့တာမဟုတ်ဘူးအထာဂရကချုပ်တာနော်အဲ့ဒီသဘောမျိုးပေါ့အဲ့တော့ဦးဇင်းတို့နောက်ပတ်ကြရင်တော့အဗိဓမာဆိုပါလေဒါတွေစတင်မယ်အဲ့တော့ဒီနေ့တော့ဒီလောက်ပါပဲမိကုံမရှိရင်တစ်ခုလောက်တော့မေးလို့ရပါတယ်မေကွန်းရှိလားကိုပိုင်မေးမို့လားကဲဟုတ်ပြီကဲဒီကောင်ဟုတ်တာထားရအဲ့ဟမ်ဖမိုးဘက်ထရီနဲ့လို့ဖမိုးမင်္ဂလာပါဖေဖမိုးခုနပြောတယ်ဖေတပည့်တော်ကအရင်တော့သိထားတာကအတိတ်ကံဖြစ်ခဲ့ပြီဆိုရင်ဖမိုးပြင်လို့မရဘူးလို့ပဲသိထားတာပါအတိတ်ကံကဖြစ်ပြီးသွားရင်ဖြစ်တာပဲပေါ့ဖေဒါပေမဲ့ဖမိုးကအခုပစ္စုပန်ကံနဲ့ပြင်မယ်ဆိုတာတပည့်တော်နားလည်မှုမှားမှဆိုလို့ပါဖေဖမိုးပြောချင်တဲ့အတိတ်ပဲကအတိတ်ကံကဖြစ်ပြီးသွားပြီဒါပေမဲ့ပစ္စုပန်မှာစေတနာကောင်းကောင်းထားပြီးတော့ကုသိုလ်တရားတွေများများလုပ်မယ်ဆိုခဲ့တဲ့အခါကျရင်အတိတ်ကံကိုတဖြည်းဖြည်းမှေးမိန်သွားပြီးတော့ဝင်လို့မရအောင်ပြစ်တင်မယ်လို့ပြောချင်တာလားဗျာဟုတ်တယ်တမဗျာတမစာထုတ်လိုက်တာပေါ့တမဗျာအဲ့ဆိုတပည့်တော်နားလဲတာနဲ့မှတ်ပါတယ်ဗျာကျေးဇူးပါဗျာဟုတ်ပြီရှင်းသွားတယ်တမဗျာဖြေစရာလည်းမလိုတော့ဘူးနော်တမဗျာတမဟိုကဦးဇင်းတုတ်တန်တင်တဲ့မှာငကိုတော့ကကျောင်းသားတစ်ယောက်ရှိတယ်နော်ကျောင်းသားတစ်ယောက်ကမိကုန်းနဲ့မိတာတွေအရင်နောက်မှမိတယ်နော်မိကုန်းမိတာတွေအရင်ကောင်းတယ်ပေါ့နော်ဦးဇင်းကတခုတင်တယ်ဆိုရင်တချို့ကလေးတွေမိပြီးကြမ်းခဲ့တာတွေရှိတာအောင်သူအစဖော်ပေးတာတော်တယ်အဲ့ဒီကမာဆိုအဲ့တော့မိကုန်းမိတယ်ကိုပိုင်လဲအဲ့လိုဖြစ်နေဟလားအဲ့တော့အတိတ်ကံဆိုတာကံဆိုတာအလုပ်ပေါ့လုပ်လိုက်ပြီခုလက်ရှိဦးဇင်းတို့ခံစားရတာအကျိုးဝိပတ်ပုံမှန်ကံလို့မကံမဟုတ်ကံရဲ့အကျိုးเนาะကံရဲ့အကျိုးအဲ့ကံရဲ့အကျိုးတွေတော့ဖြစ်နေတာเนาะဒါကြောင့်ဖြစ်နေတာပေါ့စောစောပြောသလိုဦးဇင်းတို့switch off ပေါ့တောင်ပိတ်လို့ရတယ်ဆိုရပါစို့ကိုအတိတ်ဘဝကကိုကဒေါသကြီးခဲ့တယ်ပေါ့အဲ့ဒေါသရဲ့တတိယဒီဘဝလည်းပါလာတယ်အဲ့ဒါကိုဦးဇင်းတို့ကအဲ့ဒေါသကိုဖြစ်မခံမဲနဲ့တတိတံပစင်နဲ့သူကပိတ်လိုက်တာပေါ့နော်အစားထိုးလိုက်တာပေါ့အစားထိုးလိုက်တာပေါ့ဒီသဘောကိုပြောတာနော်အဲ့တော့အလွယ်ရောက်မှဆိုရင်အတိတ်ကံကိုတော့ပြင်လို့ရတယ်သူမှအစားထိုးလို့ရတယ်ပေါ့နော်ကျန်ဆိုကျွန်တော်တင်ကြအောင်နော်မလုပ်လိုက်မယ်နော်လိုက်ဆိုလိုက်မယ်မတက်ထားလိုက်ဣတံမေပုံညာပောတိညာနတ္တပစ္စယောဟောတုဤကောင်းမှုတိပောတိညာရရာကြောင့်ထောက်ပံ့ကောင်းဖြစ်ပါစေတည်းဣတံပုံညာပါကံတပ္ပတ္တာနံပါစီမဤကောင်းမှုဤပုဗ္ဗာကကိုတတ္တဝအာလုံးတို့အားအမြပေးဝေပါ၏အမြရကြပါစေကုန်တည်းအလုံးကြကြမြအမြပြုတော်မူကြပါကုန်လောသာတုအလုံးကြကြမြပြုတော်မူကြပါကုန်လောသာတုအလုံးကြကြမြပြုတော်မူကြပါကုန်လောသာတုအလုံးကိုနိုင်ပါ